ဆိုလို့ရှိရင်လည်းပဲဒီနောက်ကိုဆက်ပြီးမှမေးလို့ရအောင်ပေါ့နော်ပို့ပေးပါမယ်လို့ So, we want to talk today with you a little bit about the democracy, identity, federalism, and about the topic of the managing diversity in a societies in which there are many different ethnic groups. နောက်အခုဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာကတော့ဒီမိုကရေစီနဲ့ပတ်သက်တဲ့အမြင်အယူအဆတွေပြီးတဲ့အခါမှာဒီအဲဝိသေသလက္ခဏာပေါ့နော်ဒီအမှတ်တရလက္ခဏာလို့လည်းပါလာပြန်တယ် identity ပေါ့တော့identity နဲ့ပတ်သက်ပြီးတော့မှသိစရာရှိတယ်ပေါ့နော်ဒီအကြောင်းအရာတွေပြီးတဲ့အခါမှာ Federal စနစ်နဲ့ပတ်သက်ပြီးတော့မှဒီသိစရာသိတဲ့နယ်ပေါ့နော်အကြောင်းအရာတွေကိုကျွန်တော်တို့ဆွေးနွေးမှာဖြစ်တယ်အဲ့ဒီမှာမှဒီအထူးသဖြင့်တော့စုံလင်ကွဲပြားတဲ့အခြေအနေတွေနောက်ခံမှာဒီစုံလင်ကွဲပြားမှုတွေကိုကျွန်တော်တို့ဘယ်လိုစီမံခန့်ခွဲမလဲစီမံခန့်ခွဲပြီးနေထိုင်မလဲဆိုတဲ့အပိုင်းတွေကိုကျွန်တော်တို့ဆွေးနွေးသွားဖို့အတွက်ပြင်ဆင်ထားတာဖြစ်ပါတယ် So, when we are thinking about identity and the group identities, we usually think primarily about ethnicity, language, religion, and tradition. This is how usually the groups are different one from another. We also have the difference between the race and the gender, but there are two other differences which are also very important. Let's say this is economic difference, difference of those who have economic advantages and those who are economically disadvantaged. And then we have differences in a level of the education and the skills. နောက်တော့ကျွန်တော်တို့ဒီမတူညီစုံလင်ကွဲပြားတဲ့အစုတွေအနေနဲ့identity တွေအနေနဲ့ရှိနေတဲ့ကိစ္စကိုကျွန်တော်တို့စဉ်းစားရင်များသောအားဖြင့်တော့လူမျိုးတွေဘာသာစကားတွေကိုယ်ဝယ်ယုံကြည်မှုနဲ့ပတ်သက်တဲ့အပိုင်းတွေပြီးတဲ့အခါမှာရိုးရာဓလေ့နဲ့ပေါ့နော်ပတ်သက်ပြီးတော့မှမတူညီစုံလင်ကွဲပြားတဲ့အခြေအနေတွေကြောင့်မတူတဲ့အစုတွေအနေနဲ့ရှိနေတယ်မှာဘယ်လူမျိုးစုပေါ့နော်လူမျိုးစုတစ်စုနဲ့တစ်စုမတူဘူးဒီလိုပဲဘာသာစကားအစုပေါ့နော်ဒီလိုမျိုးတွေကျွန်တော်တို့ဒီလိုအကြောင်းအရာတွေပေါ်မှာမူတည်ပြီးတော့မှမတူစုံလင်ကွဲပြားတဲ့ဒီ identity တွေဖြစ်လိမ့်ရှိတော့အဲ့ဒီအပြင်ဒီ gender နဲ့ပတ်သက်ပြီးတော့မှလည်းပဲ gender identity တွေမတူတဲ့ပုံမှာအုပ်စုတွေအစုတွေအနေနဲ့တော့ရှိနေတတ်တယ်ဒါများသောအားဖြင့်ဒီလိုမျိုးတွေ့ရတယ်တိုးတော့နောက်ထပ်နှစ်ခုကြံသေးတယ်ပေါ့နော်စုံလင်ကွဲပြားမှုဖြစ်တဲ့အကြောင်းပေါ့ပထမတစ်ခုကတော့စီးပွားရေးအခြေအနေတွေအခြေခံတွေမတူတဲ့အနေအထားတွေအဲ့ဒီပုံမူတည်ပြီးမှလူမှုစီးပွားအခြေအနေတွေပေါ့နော်ဒါတွေမတူတဲ့ပုံစံမျိုးတွေကျွန်တော်တို့ဖြစ်လာလေ့ရှိတယ်အဲ့တို့ကြောင့်မလို့လူမှုစီးပွားအခြေအနေမတူတဲ့အခြေအနေတွေမှာလည်းပဲအောက်မှာအလုပ်သမားလူဒန်းစားဆိုသူအစုပေါ့အဲ့ဒီတတိစောတော့ဒီကုံသွယ်တွေဆိုလို့ရှိရင်တစုပေါ့နော်သူကအဲ့လိုအားဖြင့်လည်းသူကမတူညီတဲ့ identity တွေဖြစ်လာနိုင်တယ်ဒီလိုပဲပညာရေးတို့ပေါ့နော်ကိုယ့်ရဲ့ကျွမ်းကျင်မှုတို့ပေါ့ဒီလိုအတမွေးဝမ်းကြောင်းလုံနိုင်လောက်တဲ့အခြေအနေတွေမှာလည်းပဲပညာရေးအနေအမြင့်ပေါ့ပညာရေးရတာအဲအနေအမြင့်ပေါ့နော်ကိုယ်နားမှာပညာရေးမရနိုင်ဘူးပေါ့ဒီလိုအခြေအနေမျိုးတွေကြောင့်လည်းပဲစုံလင်ကွဲပြားတဲ့အခြေအနေမျိုးဖြစ်နိုင်တာဖြစ်တယ် And why I'm highlighting that, because it's a very important to understand that in a countries like Myanmar, with a long history of the one ethnic group, the Burma group, discriminating and dominating all other ethnic groups, there is this belief that once when we have a federal political system and with all ethnic groups will have their own autonomy, their all self-rule, the problems are solved. That's not like that. The problem is just partly solved. It is very, very important also, parallel to that, to think about the social economic differences because, let's say, there are many people in Myanmar who are poor, didn't get opportunity for the good education, and some of them have a huge concentration of the wealth and the privilege. So it's also very important to do the policies which are bringing ethnic equality, but it's also advancing the economic and social equality, economic and social justice. နောက်တော့ဒီအခြေအနေကအရေးကြီးတာဖြစ်တယ်နောက်အထူးသဖြင့်တော့ကျွန်တော်တို့လူမျိုးတွေဘာသာစကားတွေကိုယ်ဝင်မျိုးတွေ gender တွေလူမျိုး identity တွေအပြင်ပေါ့လူမှုစီးပွားမတူတဲ့အခြေအနေတွေစောစောဒီစီးပွားရေးအခြေအနေမတူတဲ့အခြေအနေတွေကိုလည်းပဲကျွန်တော်တို့ကကြည့်ဖို့လိုတယ်ဆိုတဲ့ကိစ္စကတော်တော်အရေးကြီးတယ်အထူးသဖြင့်တော့မြန်မာနိုင်ငံမှာ
အားလုံးကပေါ့နော်ဒီအခုနားလည်နေတာကဒီ Federal စနစ်ကျင့်သုံးလိုက်နေလို့ရှိရင်တော့ဒီလူမျိုးနွယ်အစုတိုင်းကကိုယ်ပိုင်အုပ်ချုပ်ခွင့်လို့ပေါ့နော်အားလုံးအမျိုးသားတန်းတူခွင့်လို့ပေါ့ဒီလိုတွေရသွားရင်သူကအဆင်ပြေပြီဆိုပြီးတော့မှအများအပြားတော့သူကယုံကြည်ယူဆတတ်ကြတယ်တကယ်တမ်းမှာတော့မြန်မာနိုင်ငံမှာကဆင်းရဲချမ်းသာကွာဟမှုတွေစီးပွားရေးအခြေအနေကွာဟမှုတွေကရှိနေတာဖြစ်တယ်ဒါကြောင့်မလို့အဲ့ဒီအပိုင်းကိုကျွန်တော်တို့ဂရုမစိုက်ဘူးဆိုရင်မစင်စားဘူးဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့ပြဿနာကိုကျွန်တော်တို့ဖြေရှင်းမှုကမလွယ်ဘူးဖြစ်တယ်။နော်ဒီအခြေအနေကဒါအရေးကြီးတယ်။ဒီစင်းရဲချမ်းသာကွာဟနေတဲ့စီးပွားရေးအခွင့်အလမ်းမတူတဲ့အခြေအနေမျိုးတွေလည်းကျွန်တော်တို့ကထပ်သွင်းစဉ်းစားပြီးတော့မှဒီဟာကိုပါကင်တွယ်ဖြေရှင်းရမှာဖြစ်တယ်။နော်အဲ့တော့ဒီလူမျိုးရေးတန်းတူမှုတို့အဲစဉ်းစားချက်တွေအရေးကြီးသလိုနော်စီးပွားရေးအခြေအနေကွာဟမှုတွေကိုလည်းကျွန်တော်တို့ကမရှိအောင်ပေါ့။နော်ဒီအထူးသဖြင့်တော့စီးပွားရေးဆိုင်ရာတရားမျှတမှုတွေဖြစ်ထွန်းအောင်ကျွန်တော်တို့ကလုပ်ကြရမှာဖြစ်တယ်။ The next thing what I wanted you to understand is the difference between diverse societies and divided societies. When we say that some society is diverse, that means in that society there are different identity groups, different ethnic groups, different religious groups, different languages. So this is a diverse society, different identity groups living in one territory, in one state. နောက်တစ်ခုဆွေးနွေးချင်တာကဒီစုံလင်ကွဲပြားမှုတွေနောက်မှဒီအစောတစ်ဖက်စီပေါ့နော်ဒီစုံလင်ကွဲပြားတဲ့အခြေအနေမျိုးတွေနောက်ဒီအလွန်မှသူကတိတိတတ်တာပေါ့နော်စုံလင်ကွဲပြားတဲ့အခြေအနေမျိုးတွေရှိတဲ့အကြောင်းကိုကျွန်တော်တို့ဆွေးနွေးချင်တာဖြစ်ပါတယ်အဲ့တော့စုံလင်ကွဲပြားတဲ့ diverse society ဆိုတာကအဲ့ဒီလူ့ဘဝကြီးတွင်မှာစုံလင်ကွဲပြားတဲ့လူမျိုးရေးအရာပေါ့နော်စုံလင်ကွဲပြားမှုတွေအသုံးပြုတဲ့ဘာသာစကားစုံလင်ကွဲပြားမှုတွေသွားရှိနေနိုင်တယ် နော်အဲ့တော့ဥပမာအဖြစ်ဒီနော်ဘယ်ဂျီယန်လိုဟာမျိုးပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်လည်းဒီလူမျိုးနွယ်စု၃စုလောက်သွားရှိတာမျိုးတွေပေါ့နော်ဒီလိုသဘောနဲ့သူကမတူညီတဲ့လူမျိုးစုတွေဘာသာစကားအသုံးပြုမှုတွေကိုယ်ကယုံကြည်မှုအပြင်လည်းပဲမတူညီတဲ့ပေါ့နော်အစုတွေရှိနေတဲ့လူအဖွဲ့အစည်းကိုစုံလင်ကွဲပြားသောလူအဖွဲ့အစည်း diverse society လို့ကျွန်တော်တို့ခေါ်မှာဖြစ်တယ် And around the world, there are a lot of countries which are so-called homogeneous. That means in that country, the overwhelming majority of the people are belonging to one ethnic identity groups. They are same ethnicity, same religion, same language. So like in Poland, 95% of the people living there are Polish people. In Portugal, 95% of the people, Portugal people. But there are many other countries like the Belgium, like the UK, like the Malaysia, where, for example, you have a 3 or 4 different ethnic groups, different languages, different religions. နော်တော့တချို့နိုင်ငံတွေက homogeneous လို့ခေါ်တယ်နော်ဒီနိုင်ငံထဲမှာရှိနေတဲ့ identity အစုကတော့တစုတွေကနေပြီးတော့မှအများအပြားဖြစ်နေတယ်။နော်ဥပမာအဖြစ်ကျွန်တော်တို့ပိုလန်နိုင်ငံလိုမျိုးပေါ့။ပိုလန်နိုင်ငံမှာပိုလန်လူမျိုးတွေကပဲ Polish တွေကပဲ95%လောက်ရှိတယ်။အဲ့တော့သူကစုံလင်ကွဲပြားတဲ့အခြေအနေမျိုးမဟုတ်ဘူးလို့ပြောလို့ရတယ်။ဒီလိုပဲပေါ်တူဂီမှာဆိုလို့ရှိရင်လည်းပဲပေါ်တူဂီလူမျိုးက95%လောက်ဖြစ်နေတာ။အဲ့တော့သူတို့တစုတွေကနေပြီးတော့ပေါ့နော်တစုလဲဆိုတာက identity တစုတယ်လူမျိုးအဖြစ်လည်းဖြစ်နိုင်တယ်ဘာသာကိုယ်ဝယ်ယုံကြည်မှုရလည်းဖြစ်နိုင်တယ်တစုလည်းဖြစ်နေတဲ့သဘောအဲ့တော့အဲ့လိုနိုင်ငံမျိုးတွေကိုကျွန်တော်တို့က homogeneous လို့ခေါ်တယ်ဒါပေမဲ့နည်းပါတယ်ဒီလိုနိုင်ငံမျိုးကအများအဖြစ်တော့ဥပမာအဖြစ်ဘယ်လ်ဂျီယံနိုင်ငံလိုမျိုးပေါ့သူတို့မှာဒီFlemish လူမျိုးတွေရှိတယ်ဒီလိုပဲပြင်သစ်လူမျိုးတွေပေါ့ရှိမယ်ဂျာမန်လူမျိုးတွေရှိမယ်နောက်ပြီးအခြားလူမျိုးတွေကလည်းပဲသူကရှိနေတယ်အဲ့တော့3 4 5မျိုးပေါ့နော်သူကရှိနေတဲ့လူဖွဲ့စည်းမျိုးကျွန်တော်တို့ကရှိတတ်တယ်ဒီလိုပဲဒီ United Kingdom မှာပေါ့နော်သူကအင်္ဂလိပ်လူမျိုးတွေရှိမယ်စကော့လူမျိုးတွေရှိမယ်ဝေးလူမျိုးတွေရှိမယ် Irish တွေရှိဒီလိုမျိုးပေါ့ဒီလိုပဲဒီမလေးရှားနိုင်ငံမှာဆိုလို့ရှိရင်လည်းပဲအဓိကလူမျိုးအုပ်စုကြီး3စုကနေရှိနေတာဖြစ်တယ်မလေးလူမျိုးအုပ်စုတွေရှိမယ်တရုတ်လူမျိုးတွေရှိမယ်အိန္ဒိယတွေရှိမယ်နော်အဲ့တော့ဒီလိုမျိုးပေါ့ဒီ3 4 5စုပေါ့နော် identity အစု3 4 5စုလောက်
ရှိနေတဲ့လူအဖွဲ့အစည်းမျိုးကိုကျွန်တော်တို့ကစုံလင်သောလူအဖွဲ့အစည်းเนาะ diverse society ဆိုပြီးတော့မှခေါ်တာဖြစ်တယ် But we also have some society which are extremely diverse societies. So India and Indonesia are very good examples. In India, there are 22 official languages in a country. There are all major religions, and there are over 700 ethnic groups living in India. Indonesia, there is 700, maybe 800 languages, six religion, and over 1,300 ethnic groups. So it's an extremely, extremely diverse society. တချို့သောလူအဖွဲ့အစည်းတွေမှာကြတော့အပေါ်ကစုံလင်ကွဲပြားတာတဲ့ပို့ပြီးတော့မှသွားဒီအလွန်အမင်းကိုသွားစုံလင်ကွဲပြားတဲ့လူအဖွဲ့အစည်းမျိုးတွေရှိတယ်ဥပမာအပြင်ကြည့်မယ်ဆိုရင်အိန္ဒိယပေါ့အိန္ဒိယမှာရုံးသုံးဘာသာစကားကြီးပဲ22မျိုးရှိတယ်စုစုပေါင်းဘာသာစကားပေါင်းက121မျိုးပြောတယ်နော်ပြီးလို့ရှိရင်ဒီကမ္ဘာမှာရှိသမျှဘာသာကိုယ်ွယ်ယုံကြည်မှုတွေအကုန်ရှိတယ်နော်ဒီလိုပဲတန်တဲ့လူမျိုးပေါင်းက900ကျော်သူကရှိနေတာဖြစ်တယ်နော်ဒါအိန္ဒိယရဲ့အခြေအနေပေါ့ဒီလိုပဲအင်ဒိုနီးရှားနော်ဘာသာစကားပေါင်းက900နေ800လောက်ထိပေါ့နော်မတူညီတဲ့ဒီဘာသာစကားတွေကိုသူကအသုံးပြုပြောဆိုနေကြတာတွေ့ရဒီလိုပဲကိုယ်ွယ်ရဘာသာ6ခုရှိတယ်လူမျိုးပေါင်းကသူက1300ကျော်လောက်ရှိနေတာဖြစ်တယ်အဲ့တော့ဒီအလွန်ပေါ့နော်သူကဒီကွဲပြားခြားနားမှုတွေမျိုးကွဲတွေစုံလင်လှတဲ့လူဖွဲ့စည်းလို့ကျွန်တော်တို့ကပြောရမှာဖြစ်တယ် And all these countries, which I gave you examples, are countries which don't have war in a country. They are all peaceful countries, and they are all relatively economically developed countries. Countries like India and Indonesia have been poor before, but are going into the very strong development direction and becoming economically powerful. So that means if you are diverse society, even if you are extremely diverse society, you can still be peaceful society and you can still be economically and socially successful society. နော်တော့ဒီမှာကြည့်မယ်ဆိုရင်နော် diverse society လို့ပြောတယ်စုံလင်ကွဲပြားတဲ့လူ့ဖွဲ့စည်းတွေပဲဖြစ်ဖြစ်နော်အလွန်အမင်းပေါ့နော်စောစောပြောသလိုအိန္ဒိယတို့အင်ဒိုနီးရှားတို့လို့ကွဲပြားခြားနားမှုတွေမျိုးအစားအလွန်စုံတဲ့ပေါ့လူ့ဖွဲ့စည်းမျိုးတွေဖြစ်ပေမဲ့ဒီနိုင်ငံတွေကိုကြည့်ရင်နော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလည်းရှိသလိုနော်ငြိမ်းချမ်းတဲ့လူ့ဖွဲ့စည်းကိုလည်းသူတို့တည်ဆောက်နိုင်တဲ့နိုင်ငံတွေဖြစ်တာတွေ့ရတယ်နော်အဲ့တော့သူကဘာအဓိပ္ပာယ်ရလဲဆိုတော့စုံလင်ကွဲပြားမှုတွေဘယ်လောက်ပဲရှိရှိစုံလင်ကွဲပြားမှုတွေဟာအမျိုးအစားအမှန်တန်စုံလင်တဲ့နော်ဒီအခြေအနေမျိုးတွေပဲဖြစ်နေစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလို့တိုးတက်မှုလို့ဒီလိုပဲငြိမ်းချမ်းတဲ့လူ့ဖွဲ့စည်းတည်ဆောက်မှုလို့တော့လုပ်လို့ရတယ်စုံလင်ကွဲပြားလို့ဆိုပြီးမှပြဿနာတွေဘာတွေဖြစ်နေဖို့မရှိဘူးဘယ်တော့ပဲစုံလင်ကွဲပြားနော်ဒီငြိမ်းချမ်းတဲ့အခြေအနေမျိုးဖွံ့ဖြိုးတိုးတက်တဲ့အခြေအနေမျိုးလုပ်လို့ရတယ်ဆိုတော့ကျွန်တော်တို့ကတွေ့ရတယ် So, but there are also diverse societies in which basically there has not been the political agreement how these different identity groups are living together. There is somebody who is dominating and who is discriminating somebody else, and these kind of the societies are usually in a permanent division and in a permanent internal conflict. And these are the places like North Ireland, the Kosovo, the Syria, Afghanistan, and unfortunately Myanmar as well. နောက်တော့တိုးတော်လည်းပဲအပေါ်မှာပြောသလိုပေါ့နော်စုံလင်ကွဲပြားတဲ့လူ့ဖွဲ့စည်းတွေကွဲပြားခြားနားမှုအမျိုးအစားစုံလင်တဲ့လူ့ဖွဲ့စည်းတွေမှာဖွံ့ဖြိုးတိုးတက်နိုင်တယ်ငြိမ်းချမ်းနိုင်တယ်ဒီလိုပြောခဲ့ပြီးမယ်အဲ့လိုစုံလင်ကွဲပြားတဲ့အခြေအနေမှာအဲ့ဒီစုံလင်ကွဲပြားတဲ့အစုတွေအသီးသီးကြားမှာမျှတတယ်ပေါ့နော်အခြေအနေမျိုးတွေမဖန်တီးနိုင်ဘူးတစုကနေပြီးတော့နောက်တစ်စုကိုအနိုင်ကျင့်မယ်ပို့ကြမယ်ဘယ်စုကမဆိုဘယ်စုအပေါ်မှာနော်ဒီမျှတမှုမရှိဘဲနဲ့သွားအနိုင်ကျင့်တာမျိုးပို့ကြတာမျိုးပေါ့နော်ချဲလဲတာမျိုးပေါ့ကွာ
ဒီလိုမျိုးရှိမယ်ဆိုလို့ရှိရင်တော့ပြဿနာတော့ဖြစ်เสียအကြောင်းရှိတယ်နော်အဲ့ဒါမျိုးကတော့ဥပမာပြင်မြောက်အိုင်ယာလန်မှာဆိုလို့ရှိရင်လည်းပဲပြဿနာအများအားဖြစ်နေတယ်နော် Irish နဲ့ဒီကက်သလစ်ဂျာပေါ့နော်ဒီလိုပဲဆီးရီးယားတို့အာဖဂန်နစ္စတန်တို့အစ္စရေးပါလက်စတိုင်းတို့နော်တစ်ဖက်နဲ့တစ်ဖက်ဘယ်လို့မှသူတို့တွေကမျှရည်မချနိုင်ဘူးနော်မြန်မာနိုင်ငံလည်းပဲအမှန်တော့အဲအုပ်စုတွေမှာသွားပါနေတဲ့အနေအထားရှိတာကိုတွေ့ရတယ် So what is important to understand here that diverse societies can be peaceful society and economically, socially successful. And that does not depend whether they are very diverse or not very diverse. It depends on the politics. It depends on political institutions in a country. But if the political institutions are not inclusive, they are not compromised, then these societies finish in a very long, very protracted conflicts, which are very hard to solve. နောက်တော့နောက်အပေါ်မှာပြောခဲ့သလိုပဲစုံလင်ကွဲပြားတဲ့လူ့ဖွဲ့စည်းတွေအလွန်အမင်းပေါ့နော်စုံလင်ကွဲပြားမှုတွေစုံလင်လာတဲ့လူ့ဖွဲ့စည်းတွေဖြစ်တဲ့အခြေအနေမှာငြိမ်းချမ်းမှုတွေဒီဖွံ့ဖြိုးတိုးတက်မှုတွေစီးပွားရေးတိုးတက်မှုတွေဆောင်ကျဉ်နိုင်တယ်အဲ့ဒါကဘယ်ပေါ်မူတည်လဲဆိုတော့သူတို့ရဲ့ဒီနိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းပေါ့နော် political society တွေထဲမှာနိုင်ငံရေးဆိုင်ရာဒီ institution တွေထဲမှာညှိနှိုင်းမှုတွေနဲ့မျှရည်ရှာနိုင်တဲ့အခြေအနေမျိုးရှိမှသာလျှင်ဒီလိုဖွံ့ဖြိုးတိုးတက်တာတွေငြိမ်းချမ်းတာတွေဖြစ်နိုင်တယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒီနှိမ့်ရှိလာများဖြစ်တဲ့ပြိပခတ်တွေဖြစ်တဲ့အထီကိုပေါ့နော်ဒီလိုစုံလင်ကွဲပြားမှုကြောင့်ပေါ့တယောက်နဲ့တယောက်မပေါင်းစည်းနိုင်ဘူးတော့ဒီအပြန်အလှန်တည်ရှိနေတဲ့အခြေအနေမျိုးတွေကိုမဖန်တီးနိုင်ဘူးငြိမ်းငြိမ်းချမ်းချမ်းနဲ့ဒီအတူရှင်တွဲနေထိုင်နိုင်တဲ့အခြေအနေမျိုးတွေကိုမဖန်တီးနိုင်ဘူးဖြစ်သွားတယ်အဲ့လိုဖြစ်တဲ့အခြေအနေမျိုးတွေလည်းပဲရှိနိုင်ပါတယ် And this is usually how the diverse societies are developing into the direction of the divided societies. Let's say it usually starts by the different ethnic groups or different identity groups are also different in inequality. Let's say, so that it's not just problem that there are different groups, but then the problem is that some group has a huge advantage in having a political power, and one group has a huge advantage in having economic power, let's say, and other groups living there don't participate or don't share the political power and don't have economic opportunity. So combination of the identity diversity and social economic inequality is where the problem really starts. နောက်တော့နောက်ဆုံးကပြောခဲ့သလိုပဲစုံလင်ကွဲပြားတဲ့နောက်ခံတွေရှိနေတဲ့အခါမှာဘလို့မှညှိနှိုင်းမရဘဲနဲ့ပြဿနာတွေဖြစ်လာတတ်တယ်ဆိုတဲ့ကိစ္စမှာသူကဘာလဲဆိုလို့ရှိရင်တော့အဲ့ဒီ identity အစုတစ်စုနဲ့တစ်စုကြားမှာစီးပွားရေးရကွဲဝေမှုတွေလုံးဝသွားပြီးမတူညီတဲ့အခြေအနေမျိုးတွေမျှတမှုမရှိတဲ့အခြေအနေမျိုးတွေဖြစ်နေတာမျိုးဒီလိုပဲလူမှုရေးဆိုင်ရာမျှတမှုတွေမရှိတာမျိုးနော်သဘောတော့အစုလူစုကနေနောက်အစုကိုအနိုင်ကျင့်တာမျိုးပိုးကြတာမျိုးချဲလဲတာမျိုးနော်ဒီလိုမျိုးပေါ့စီးပွားရေးရလည်းမတူညီမှုတွေဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီအပေါ်မှာမူတည်ပြီးတော့မှဒီမတူညီတဲ့အစုတွေကြားထဲမှာကျွန်တော်တို့ပြိပခတ်တွေဖြစ်လာနိုင်ကြီးရှိတာဖြစ်တယ် The other important source of the disagreement, division, and then conflict is if one group is bigger than the other group or other groups. So if we have a situation that one ethnic group is, for example, 80% of the population and others are 20%, or one group is a 60% and other are 40%. In these cases, usually this bigger group wants to dominate the country, to have their language, their religion as a dominant one. And then this effort to dominate leads to the disagreement and the division. နောက်တစ်ခုကဘာလဲဆိုတော့လူဖွဲ့စည်းတွေမှာစောစောပြောသလိုဒီပြိပခတ်တွေသဘောမတူညီမှုတွေဖြစ်လာတဲ့တာကနောက်အကြောင်းတစ်ခုကဘာလဲဆိုလို့ရှိရင်တော့အဲ့ဒီမှာရှိနေတဲ့ဒီ identity အစုတွေတဲမှာအစုတစုစုပါပေါ့နော် identity အစုဆိုတော့လူမျိုးလည်းဖြစ်နိုင်တယ်ဘာသာတွေလည်းဖြစ်နိုင်တယ်ပေါ့လေအဲ့တော့အဲ့လိုအစုတစုစုကအခြားအစုတွေထက်ဆိုင်သွားအချိုးစားအရွယ်စားပိုကြီးနေတဲ့အခြေအနေမျိုးအဲ့တော့အဲ့လိုအချိုးစားအရွယ်စားပိုကြီးနေတဲ့အခြေအနေမှာဥမာအစုတစုက80%လုံးပေါ့နော်
ကျန်တဲ့အစုတွေအားလုံးပေါင်းမှ30ရာခိုင်နှုန်းရှိဒီလိုပဲဒီ60ရာခိုင်နှုန်းရှိမယ်ကျန်တဲ့အစုတွေအားလုံးပေါင်းမှ40ရာခိုင်နှုန်းပဲရှိဒီလိုအခြေအနေမျိုးဖြစ်တဲ့လူ့ဖွဲ့စည်းမျိုးတွေမှာဆိုလို့ရှိရင်လေအဲ့ဒီကြီးတဲ့ပေါ့နော်ဒီဆိုတော့အကျိုးစားများနေတဲ့အစုကအခြားအစုငယ်တွေသူ့နဲ့နိုင်ရှင်ရင်ငယ်တဲ့အစုတွေပေါ်မှာသူကဩဇာလွှမ်းမိုးမှုသူကလှုပ်ရှင်တယ်လွှမ်းမိုးမှုတွေလှုပ်ရှင်တယ်အဲ့လိုလွှမ်းမိုးမှုတွေလှုပ်ရှင်တာမျိုးတွေဖြစ်ပြီဆိုရင်အဲ့ဒီလူ့ဖွဲ့စည်းမှာပဋိပက္ခတွေပြဿနာတွေသူကတက်လာနိုင်ကြီးရှိလာတယ် And if you have this situation that there is this kind of identity difference combined with the difference in inequality and difference in size, then what usually happens, and you know that very well from the history of the Myanmar, then these smaller groups start to demand their cultural rights, their education rights, and their autonomy political rights. And then the bigger group does not accept that, does not allow that. And then when the smaller group doesn't get its own autonomy, education, cultural rights, let's say, then they start to rebel in the country in order to gain it with the rebellion because they didn't get it politically. နောက်တော့အဲ့ဒီလိုမျိုးလူမှုစည်းဝါးအခြေအနေတွေမြင်မြပတာဖြစ်နေတာမျိုးပေါ့နော်အဲ့တော့ဒီလိုအခြေအနေမျိုးတွေရှိမယ်ပြီးတော့ရွယ်စားအဖြစ်လည်းဒီကြီးမားနေတဲ့အစုကနေပြီးတော့မှသူတို့အောင်ငယ်တဲ့အစုတွေပေါ်မှာလွှမ်းမိုးမှုတွေလုပ်မယ်ဆိုလို့ရှိရင်ပြဿနာတွေကသူကဖြစ်တယ်အဲ့တော့မြန်မာနိုင်ငံဥပမာဆိုလို့ရှိရင်လည်းပဲအားလုံးလည်းပဲပေါ့နော်ဒါတည်ပြီးဖြစ်တဲ့အခြေအနေမျိုးတွေဒီတိုင်းပဲသူကဖြစ်ခဲ့တယ်လို့ပြောလို့ရတယ်အဲ့ခါကျတော့အဖိနှိတ်ခံရတယ်ပေါ့နော်လွှမ်းမိုးခံရတယ်လို့ယူဆတဲ့အစုတွေကသူတို့ရဲ့ယဉ်ကျေးမှုဆိုင်ရာဘာသာစကားဆိုင်ရာကိုယ်ပိုင်လွတ်လပ်ခွင့်တွေကိုသူကတောင်းဆိုလာတောင်းဆိုလာတဲ့အခြေအနေမျိုးတွေပေါ့ကိုယ်ရဲ့ယုံကြည်မှုတွေလည်းပါတယ်ပေါ့အဲ့လိုတောင်းဆိုတဲ့အခြေအနေမျိုးတွေမှာကောင်းကောင်းမရဘူးဆိုရင်အဲ့ဒီခွင့်ရေးတွေကျင့်သုံးလို့မရတော့ဘူးဆိုလို့ရှိရင်တော့သိကြတယ်လို့ရမှာကသူကဒီလက်နဲ့ဆွဲကင်တော်လန်တဲ့နီးကိုပဲသူကလို့ရတော့မယ့်အနေအထားမျိုးတွေဖြစ်လာတယ်နောက်တော့ဘာလို့နိုင်ငံရေးရဒီသူတို့မှနေရာမရှိဘူးနိုင်ငံရေးရပြောလို့ဆိုလို့မရတော့ဘူးဆိုလို့ရှိရင်တော့အဲ့ဒီအခြေခံပေါ်မှာမူတည်ပြီးတော့မှလက်နက်ကိုင်တော်လှန်ရေးတွေပေါ်ပေါက်လာမှာဖြစ်တယ်ပေါ့နော်ဒီနီးပဲနောက်ဆုံးရွေးစရာရှိရတဲ့အခြေအနေမျိုးဖြစ်ပါတယ် And then usually, let's say, this situation then leads not only kind of in a political disagreement, but this situation then leads into the basically war, and the war usually also produce the dictatorship. And then you finish in a vicious circle in which basically country is constantly in a circles of the dictatorship, repression, even more rebellion and self-defense, and even more militarization and even more war. And it's a very hard to step out once when the society has fallen in this trap. နောက်တော့ဒီလိုမျိုးဖြစ်ပြီဆိုလို့ရှိရင်ရိုးရိုးနိုင်ငံရေးရသဘောတူညီမှုတွေတင်မကဘူးသူစစ်ပွဲတွေဒီလိုတော့ဖြစ်မှာနော်စစ်ပွဲတွေဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့စစ်ပွဲတွေဖြစ်လာပြီးတိုက်ကြခိုက်ကြပြီဆိုလို့ရှိရင်အဲ့ဒီလိုစစ်ပွဲတွေကသူကဘာတွေဖန်တီးတယ်လဲဆိုတော့ဒီစစ်ဘီရင်တွေပေါ့နော်ဒီစစ်အာဏာရှင်မျိုးတွေကိုသူကဖန်တီးလာတယ်နော်ပေါ်ထွက်လာတယ်ပေါ့လေစစ်ပွဲတွေကအဲ့လိုမျိုးစစ်အာဏာရှင်လိုမျိုးတွေစစ်ဘီရင်တွေပေါ်လာပြီဆိုလို့ရှိရင်အဲ့ဒီကိစ္စကြီးလည်းသူကဆဝိုင်းလဲလို့သူကလဲသွားတာဖြစ်ပြီအဲ့လူတွေကလည်းတခါဒီအခွင့်အရေးတွေအတွက်ဆိုပြီးမှပြောတော့ဒီပြဿနာမပြီးနိုင်တော့တဲ့အခြေအနေမျိုးတွေကိုသူကရောက်သွားနိုင်တယ်တော့ရှေးကြတဲ့ပေါ်ဆောတော့ပြောတဲ့လက်နက်ကန်တော်လိုင်းကြီးပြိပခတ်ကြီးတွေပေါ့နော်ဒီလိုတဲကိုသူကရောက်သွားနိုင်တဲ့အခြေအနေကဖြစ်ပေါ်လာတယ် And then how you solve it? Let's say basically there is no other way to solve it but in a certain way to go reverse, to go back, in a sense that basically it's absolutely necessary to give to the other smaller ethnic or identity groups their self-rule, satisfy their self-rule demands so that they can fully enjoy their cultural, linguistic, educational, social, economic development path. So this is absolutely necessary to satisfy these demands. နောက်တော့ဒီလိုဖြစ်လာတဲ့အခြေအနေမျိုးတွေကိုကျွန်တော်တို့က
ဘယ်လိုဖြည့်ချင်းမလဲကင်တွယ်မလဲအဲ့တော့ဖြည့်ချင်းကိုကင်တွယ်ဖို့ကတခြားနည်းလမ်းမရှိဘူးနည်းလမ်းတစ်ခုပဲရှိတယ်အဲ့ဒါကဘာလဲဆိုတော့အဲ့ဒီလိုဖြစ်လာစေတဲ့အကြောင်းတွေကိုကျွန်တော်တို့ကတဆင့်ချင်းဒီပြောင်းပြန်လှန်ပြီးတော့မှလိုအပ်တဲ့အခြေအနေမျိုးတွေကိုပေါ့နော်ဖိနှိပ်မှုတွေဆိုလည်းဖယ်ရှားပစ်ပေါ့နော်တောင်းတဲ့အခွင့်အရေးမျိုးတွေဆိုလည်းအကုန်ပေးဒီလိုနီးနဲ့ကျွန်တော်တို့အကုန်ပြန်ဖြီလိုက်တော့မှာပဲဒီပြဿနာတွေကိုကျွန်တော်တို့ဖြေရှင်းကင်တွယ်နိုင်မှာဖြစ်တယ်တခြားနည်းလမ်းမရှိဘူးပေါ့နော်ဖြစ်စေတဲ့အကြောင်းတွေကိုကျွန်တော်တို့တစ်ခုချင်းတစ်ခုချင်းတစ်ဆင့်ချင်းအကုန်လုံးဒီလိုက်ပြီးတော့မှဖြစ်စေခြင်းတဲ့အတိုင်းဖြစ်အောင်ကျွန်တော်တို့လုပ်ရမယ်နည်းလမ်းအလွယ်ပြီးတခြားမရှိဘူးဒါမှသာလျှင်ဒီပြဿနာတွေကိုကင်တွယ်ဖြေရှင်းနိုင်မှာဖြစ်တယ် But you also need to address these problems of the social economic inequalities, let's say, because at the end of the day, that is the most fundamental problem. So you are satisfying not just self-rule demands and aspirations, but also you are, fixing deep inequalities which you have inherited as a consequence of the dictatorship, discrimination, and the war. နောက်တော့ဒီလိုလုပ်တဲ့အခါမှာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသွားပြီဆိုတဲ့အကြောင်းတစ်ချက်လောက်နဲ့တော့မလုံလောက်သေးဘူး။နော်တကယ်တော့လူ့အဖွဲ့အစည်းတွေမှာလက်လက်ဆိုင်ဆိုင်အမြင့်တွယ်နေတယ်။နော်ဒီဆိုတော့အာမညီမမျှဖြစ်နေခြင်းကိုကျွန်တော်တို့လိုက်ပြီးမှကင်တွယ်နိုင်မှဒီပြဿနာတွေကျွန်တော်တို့ပြေလည်စေမှာဖြစ်တယ်။သဘောတော့လူ့အဖွဲ့အစည်းအဆင့်တိုင်းမှာပေါ့နော်။ကိုယ်ပိုင်အုပ်ချုပ်ခွင့်တော့ရပြီဒါပေမဲ့အဲ့လူ့အဖွဲ့အစည်းထဲမှာလည်းပဲအဲ့ဒီသူကအခြားသူတွေပို့ပြီးမှတာလွန်နေတဲ့အဆင့်မျိုးတွေရှိတယ်တကယ်ဆိုရင်ဘယ်လူ့ဖွဲ့စည်းမဆိုအားလုံးဒီလိုအခြေအနေတွေမရှိတော့ဘူးကျွန်တော်တို့ကလုပ်ပြရမှာဖြစ်တော့နက်နက်ရှိုင်းရှိုင်းအမြင့်တွယ်နေတဲ့နောက်ဒီအခွင့်အတူညီမျှမှုမရှိတဲ့အခြေအနေတွေမမျှမတဖြစ်နေတဲ့အခြေအနေမျိုးတွေအထိကိုကျွန်တော်တို့ဟာလိုက်ပြီးကင်တွယ်ဖြေရှင်းတဲ့အထိကိုကျွန်တော်တို့စဉ်းစားကြမှာဖြစ်တယ် So, if we now move to the Myanmar, basically Myanmar is an extremely diverse society. It's a very, very diverse society. It's closer to Indonesia and India than to, for example, Malaysia. Let's say so. That it's really very diverse. And unfortunately, Myanmar is, because of the bad history, a deeply divided society. So we have basically two problems in Myanmar. We need to remove the military dictatorship, otherwise nothing will be solved. But we also need to kind of introduce the policies in the future which will kind of correct social economic disadvantages which exist in a country. But we also need to find the consensus and agreement between the different groups in Myanmar, how future Myanmar will look like. So even if we remove the dictatorship, we still have these hard tasks to find the internal political agreement, how different ethnic groups in Myanmar live and in the country feeling safe and confident. နောက်တော့မြန်မာနိုင်ငံလည်းပဲတော့အရှိမပြောခဲ့တယ်ပေါ့နော်အိန္ဒိယတို့နော်ဒီအာမလေးရှားတို့လိုမျိုးပဲပေါ့နော်သူကအင်ဒိုနီးရှားတို့လိုမျိုးပဲသူကဆော်လွန်ကွဲပြားမှုအတော်ကြီးကိုများတဲ့လူ့ဖွဲ့စည်းဖြစ်တယ်နော်အဲ့တော့အဲ့ဒီအပြင်သူကဘာဖြစ်လဲဆိုတော့ကန်ဆိုးကျင်တော့ဟောဒီနှစ်ရှည်လများပေါ့ကျွန်တော်တို့စိုးရတဲ့သမိုင်းတွေရှိခဲ့တယ်နှစ်ရှည်လများပေါ့ဒီဆက်အနာရှင်စနစ်ကလွှမ်းမိုးမှုတွေကြီးစိုးမှုတွေဒီလိုပဲလူမှုစီးပွားအခြေအနေတွေမှာလည်းပဲမမျှမတအခြေအနေမျိုးတွေဖြစ်ခဲ့တဲ့နိုင်ငံဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဟောဒီအဲပြည်တွင်းစစ်သမိုင်းလဲပေါ့နော်ဒီတောက်လျှောက်ရှည်ခဲ့တဲ့အနေအထားမျိုးဖြစ်နေဒါကြောင့်မလို့ကျွန်တော်တို့ဒီအခြေအနေမျိုးတွေကိုကျွန်တော်တို့ရပ်တန့်ပြဖို့ဆိုရင်ဆရာနာရှင်စနစ်ကိုတော့ကျွန်တော်တို့ကတေချာပေါက်ဖယ်ရှားပြရမှာဖြစ်ဆရာနာရှင်စနစ်ကိုပေါ့မဖယ်ရှားနိုင်မင်းနဲ့တော့ဘာမှလုပ်လို့မရဘူးဘာမှလည်းဖြစ်ဖို့မရှိဘူးနံပါတ်1ကဆရာနာရှင်စနစ်ကိုကျွန်တော်တို့အပြီးဖယ်ရှားနိုင်ရမယ်အမြင့်ဖြုတ်နိုင်ရမယ်ပေါ့နော်ပြီးလို့ရှိရင်တော့သွားပါလဲဆိုလို့ရှိရင်တော့အဲ့ဒီဆရာနာရှင်စနစ်မရှိတော့တဲ့အချိန်မှာအနာဂတ်အနေနဲ့စုံလင်ကွဲပြားတဲ့စောစောပြောတဲ့အစုတွေကြားထဲမှာအားလုံးဒီအခွင့်အလမ်းတူအစဉ်အလမ်းတူမျှတတဲ့အခြေအနေမျိုးတွေကျွန်တော်တို့ဖြစ်အောင်ဘယ်လိုဖန်တီးမလဲအနာဂတ်မှာတော့ဘယ်လိုအခြေအနေမျိုးတွေနဲ့ပေါ့ဟောဒီတန်းလူမြများခွင့်တွေတရားမျှတခွင့်တွေလွတ်လပ်ခွင့်တွေ
ဒီလိုပဲဆိုတော့ဒီအခွင့်အရေးများတဲ့အခြေအနေမျိုးတွေဒီလိုမျိုးတွေဖြစ်အောင်ကျွန်တော်တို့ဘလို့သွားကြမယ်ဆိုတော့အနာဂတ်ကိုသွားမယ်အစီအစဉ်ကိုမှကျွန်တော်တို့ဟာရေးဆွဲပုံထုတ်ပြီးမှအမှန်တကယ်ကျင့်သုံးလာနိုင်ဖို့လုပ်ကြမှာဖြစ်တယ်။နောက်တော့ဆီယနာရှင်စနစ်ကိုတော့ဖယ်ဦးဖယ်ရှားအောင်ဖယ်ရှားဘက်နဲ့ဘာမှမဖြစ်နိုင်ဘူး။ဖယ်ရှားပြီးလို့ရှိရင်လည်း plan ရှိရမယ်။နောက်တော့ဒီအခြေအနေကမြန်မာနိုင်ငံမှာအရေးတကြီးလိုအပ်နေတာဖြစ်တယ်။ So now I want to talk a little bit about in a few other parts of the lecture today about basically three concepts about democracy and what is democracy. The second thing about what is the federalism, and the third thing what is the ethnocentric federalism. So these are the three topics which we will discuss till the end of the lecture today. နောက်တော့ဒီနေ့နောက်ဒီအပေါ်မှာ identity အကြောင်းတွေပြောပြီးတဲ့နောက်မှာနောက်ဒီနေ့ဆွေးနွေးမှုရဲ့အစိတ်ပိုင်းနောက်တစ်ခုအနေနဲ့ဒီမိုကရေစီဆိုတဲ့အကြောင်းကျွန်တော်တို့ဆွေးနွေးမယ်။ဒီမိုကရေစီမှာလည်းပဲဒီမိုကရေစီဆိုတာပါလဲဒီမိုကရေစီနဲ့ပတ်သက်တဲ့သဘောတရားပိုင်းဆွေးနွေးမယ်။အဲ့ဒါပြီးတဲ့နောက်မှာပေါ့ဒီ Federal နဲ့ပတ်သက်ပြီးတော့မှဆွေးနွေးမှာဖြစ်တယ်။ Federalism ဆိုတာပါလဲဒီလိုပဲဒီလူမျိုးစုအခြေပြုတဲ့ Federal စနစ်ဆိုတာကဘာလဲဆိုတာကိုကျွန်တော်တို့ဆက်ဆွေးနွေးဖို့ပြင်ဆင်ထားတာဖြစ်တယ်။ So, when we think about what is democracy, there is something what we can call elaborated definition of democracy. That democracy includes the regular, free and fair elections. It includes that the government is controlled by the elected representatives, that all adult citizens have right to vote. There are freedoms of expression, media, and so on. This is the kind of the elaborated, bigger description of what democracy is. နောက်တော့ဒီမိုကရေစီကိုပြောမယ်ဆိုလို့ရှိရင်နောက်ဒီပို့ပြီးကျယ်ပြန့်ပြန့်နေပေါ့နော်ဒီအကြောင်းချက်တွေနဲ့နှိုင်းယှဉ်ပြပြီးမှအဓိပ္ပာယ်ဖွင့်တဲ့နည်းတွေရှိတာပေါ့နောက်တော့ပုံမှန်အဖြစ်ပေါ့ဒီကျင်းပတဲ့လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေကနေပြီးမှရွေးချယ်ထားတဲ့ကိုယ်စားလှယ်တွေကနေနောက်ဒီအစိုးရရဲ့ဟိုနောက်ဒီထိန်းချောင်းမယ်ထိန်းချုပ်မယ်အစိုးရလုပ်မယ်ပေါ့နော်ဒါမျိုးစဉ်းစားချက်တွေဒီလိုမျိုးအဓိပ္ပာယ်ဖွင့်တာမျိုးတွေပြီးတဲ့ကမှာအစိုးရရဲ့အဆုံးဖြတ်တွေပေါ့ရွေးကောက်ခံကိုယ်စားလှယ်တွေကသွားထိန်းသိမ်းစောင့်ကြည့်နိုင်တဲ့အခြေအနေမျိုးတွေဒီလိုမျိုးတွေကျွန်တော်တို့ပါလာမယ်ဒီလိုပဲရွေရောက်ပြီးသူတိုင်းနိုင်ငံသားတိုင်းမဲပေးခွင့်ရှိမယ်နောက်တော့အဲ့မဲနဲ့ဘဲပေါ့နော်သူတို့ရဲ့ကိုယ်စားပြုသူတွေကိုသူတို့တွေကရွေးချယ်မယ်ဒီလိုပဲသူတို့ကလည်းအရွေးကောက်နော်အရွေးချယ်ခံနိုင်တဲ့အခြေအနေလည်းရှိဒီလိုပဲဒီလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့မီဒီယာလွတ်လပ်ခွင့်တို့ပေါ့နော်ဒီလိုပဲဒီလွတ်လပ်စွာစုဝေးခွင့်တို့ပေါ့နော်စသဖြင့်ပေါ့ဒီလိုအကြောင်းချက်တွေရှိလို့ရှိရင်ဒီမိုကရေစီရှိတယ်ဆိုပြီးမှကျွန်တော်တို့ကြည်ကြဲပြန့်ပြန့်ပေါ့နော်ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်အနေနဲ့ဒီမိုကရေစီကိုတွေ့ရနိုင် But I want to focus your attention on something what I will describe as the most important thing in a democracy. And that is that in a democracy, people have the right to choose those who are governing them, and people have a right and possibility to change those who are governing them. This is the most fundamental characteristic in a democracy. နော်တော့အပေါ်မာရီလို့ကြည်ကြဲပြန့်ပြန့်အဓိပ္ပာယ်ရပါတော့အဲရှိပေမဲ့ဒီနေရာမှာဒီမိုကရေစီရဲ့အရေးအကြီးဆုံးအနှစ်သာရအနေနဲ့ကျွန်တော်ပြောချင်တာကတော့ဒီမိုကရေစီမှာပြည်သူလူထုတွေဟာသူတို့ကိုအုပ်စိုးမဲ့ပေါ့တနည်းအားဖြင့်တော့သူတို့ကိုတော့ဒီပြည်သူ့ရဲ့စီမံခန့်ခွဲမှုတွေလုပ်ပြီးမဲ့အစိုးရကိုသူတို့ဟာကိုယ်တိုင်ရွေးချယ်နိုင်ခွင့်ရှိဒီလိုပဲအဲ့ဒီလူတွေကိုကျွန်တော်တို့မကြိုက်ဘူးဆိုလို့ရှိရင်အဲ့လူတွေကိုဖယ်ရှားပြီးတော့မှနောက်လူတွေကိုရွေးချယ်ပိုင်ခွင့်ရှိဒါဟာဒီမိုကရေစီရဲ့အရေးအကြီးဆုံးအဓိကအကြောင်းအချက်ဖြစ်တယ်လို့ကျွန်တော်အနေနဲ့နော်ဒီမှာမိမောင်းထိုးပြီးမှသွားဆွေးနွေးကြတာဖြစ်တယ် And this characteristic of the democracy will be very, very important for the future Myanmar after the removal of the military junta. Because I'm confident that after the removal of military junta, that we will have a federal system in Myanmar.
Maybe it will not be the perfect system, but it will be the federal system. We will have a Kachin state which will be ruled and governed by the Kachin people. We will have a Karenni state. We will have a Arakan state. We will have a Chin state. So we will have a federal system. But the big question, additional question will be whether in each of these states we will also have a democratic possibility of the people living there to choose and change the ones who are governing them. အဲ့တော့ကျွန်တော်အနေနဲ့ယုံကြည်မှုရှိတာရှိတယ်မြန်မာနိုင်ငံဟာဆရာနာရှင်တွေကိုအပြီးတိုင်ဖယ်ရှားပြီးတဲ့နောက်မှာတေချာပေါင်းဖက်ဒရယ်စနစ်ကိုကျင့်သုံးမှာဖြစ်တယ်ဖက်ဒရယ်စနစ်ကသူကနောက်ဒီဘယ်လောက်ပြည့်စုံကောင်းမွန်မလဲဆိုတဲ့ဟာခဏတာတေချာတာကတော့ဖက်ဒရယ်စနစ်ကိုတော့ကျင့်သုံးမှာအမှန်ပဲနောက်ဒီကချင်ပြည်နယ်ကိုပိုင်ကချင်လူမျိုးတွေအုပ်ချုပ်နိုင်တယ်ပေါ့နော်ကချင်ပြည်နယ်မျိုးဖြစ်လာမှသိကြတယ်ဒီလိုပဲကရင်ပြည်နယ်ဖြစ်လာမှသိကြတယ်ချင်းပြည်နယ်ဖြစ်လာမှသိကြတယ်နော်ကျန်တဲ့လူမျိုးစုတွေလည်းအာရကန်ပြည်နယ်ပေါ့နော်ဒီလိုမျိုးတွေဖြစ်လာကြမှာနော်ဖက်ဒရယ်စနစ်ကိုတော့ကျင့်သုံးလာမှာတော့အမှန်ပဲဖြစ်တယ်ဒါကိုကျွန်တော်တန်တရားမရှိဘူးဒါပေမဲ့ကျွန်တော်စိုးရိမ်တာကအဲ့ဒီလိုမျိုးပေါ့နော် Federal Unit တွေဖြစ်လာတဲ့အခြေအနေတွေမှာအဲ့ဒီ unit တွေအတွင်းမှာအားလုံးပေါ့နော်ဒီပြည်အောင်စုတစ်ခုလုံးမှာအဲ့ဒီရှိနေတဲ့ unit တစ်ခုချင်းစီမှာဒီမိုကရေစီနီးကြပြည်သူလူထုကနေပြီးမှရွေးချယ်တင်မြှောက်တာမျိုးမကျေနပ်လို့ရှိရင်ဖယ်ရှားပြစ်တာမျိုးအပြောင်းလဲလုပ်ပြစ်တာမျိုးကိုဘယ်လောက်လုံနိုင်ကြီးရှိမလဲပေါ့ဒါနဲ့ပတ်သက်ပြီးတော့စိုးရင်ရဲ့ရှိပါ So, in a future Myanmar, if and when the military dictatorship will remove, and when we have this federal system, there is no doubts that in the Arakan state, the political party associated with the Arakan army built the most popular one, that 95% of the people there will vote them in an election. There is no doubt that political party associated with the KNU will win in a current state, that future political party associated with the Kachin independent organization and Kachin army will win in election. There is no doubt of that. They will be all very, very popular at the beginning. But then after 4 years being in government, or maybe after 8 years of being of the government, they might not be as popular in their own society as they are at the beginning. And then the question will be whether the people will be able, through the free and fair elections, to remove them and to bring somebody else for the next 4 years of governing. No,ဒီနေရာမှာကျွန်တော်တို့အကျယ်လေးဆွေးနွေးရမယ်ဆိုရင်တော့စချင်းပေါ့ဆိုတော့ဆရာနာရှင်ကိုဖြုတ်ချဖယ်ရှားပြီးတော့ဖက်ဒရယ်စနစ်ကိုစတင်တည်ဆောက်နိုင်ပြီဆိုလို့ရှိရင်နောက်တော့ရွေးကောက်ပွဲတွေဖြစ်လာပြီဆိုရင်သိကြတယ်ကျွန်တော်တို့ဥမာရခိုင်ပြည်နယ်ပေါ့ရခိုင်ပြည်နယ်ဆိုအေအေနဲ့နှီးနွယ်မှုရှိတယ်ပေါ့နော်နိုင်ငံရေးပါတီလိုမျိုးပါသိကြပေါ့အနိုင်ရမှာပဲနော်95%လောက်အနိုင်ရမှာသိကြတယ်ပြည်သူလူထုကလည်းသူတို့ပဲထောက်ခံပါဘူးဒီလိုပဲဒီ KNU နဲ့ပေါ့ KNU နဲ့ဥမာဆိုရင်တော့ဒါဥမာပြောတာနော်ဒါပေမဲ့ KNU နဲ့မှာဆိုရင် KNU နဲ့နီးတယ်ပေါ့ KNU ကနေအဲ့ဒီဝင်းရံထားတယ်ပေါ့နော်နိုင်ငံရေးပါတီမျိုးပါလာလေ KNU ပြည်နယ်မှာလည်းသူပဲမဲတယ်ဒီလိုပဲကချင်ပြည်နယ်မှာလည်းထုံနီး၎င်းပဲဖြစ်မှာဒါပေမဲ့အဲ့ပထမ4နှစ်ပြီးတဲ့အချိန်ပေါ့သုံးပုံလည်း7နှစ်လောက်ပေါ့နော်2ကြော့လောက်ပြီးတဲ့အချိန်ပါအဲ့ဒီရွေးကောက်ခံထားရတယ်လို့ပြောတဲ့အစိုးရကလူကကြိုက်ချင်မှကြိုက်တော့မှလူကြိုက်နဲလာတဲ့အချိန်တွေလည်းဖြစ်ကောင်းဖြစ်လာတယ်အဲ့လိုအချိန်တွေမျိုးမှာဒီလူတွေကိုတော့အပြောင်းလဲလုပ်ပြမယ်ဖယ်ရှားပြမယ်နောက်ရွေးကောက်ပွဲကနေပြီးမှလူတစ်တွေကိုရွေးချယ်မယ်ဆိုတာမျိုးလုံနိုင်မှုအရေးကြီးတယ်ပေါ့ဒီလိုလုပ်ခွင့်ရလာဖို့အရေးကြီးတာဖြစ်တယ်အဲ့ဒါကစိုးရိမ်စရာရှိနိုင်တယ် What I'm telling you now is one big lesson from the anti-colonial liberation struggle. After the Second World War, in a lot of countries around the world, we had this kind of heroic anti-colonial liberation struggle in which people of the different countries have liberated themselves from the European colonial powers. But in many of these countries, these popular, charismatic leaders of the liberation struggle,
did not become the democratic leaders, but became authoritarian leaders, and some of them became very corrupt dictatorial leaders. So this is important question that basically in a future Myanmar, we have a federal system and that we preserve the democratic system as well. နောက်တော့ဒီဟာမျိုးပြောတာကလည်းပဲကျွန်တော်တို့သမိုင်းမှာသင်ခန်းစာတွေရှိခဲ့တယ်နောက်တော့ဒုတိယကမ္ဘာစစ်အတွင်းမှာပေါ့နော်ပြီးတဲ့အခါမှာသူကဘာဖြစ်လာလဲဆိုတော့အဲ့ဒီကိုလိုနီစက်ညီဒီလူလူပြည်သူလူလူလွတ်လပ်ရေးပေါ့တိုက်ပွဲကြီးတွေကိုဥဆောင်တိုက်ပွဲဝင်ခဲ့တဲ့လူတွေကလွတ်လပ်ပြီးစားသူတို့ရဲ့တပ်ဆိုင်ရာနိုင်ငံတွေမှာသူတို့တွေကနိုင်ငံရေးအာဏာရလာတာရလာပြီးတော့လေးလာကြည့်တဲ့အခါကျတော့အများစုကဒီမိုကရက်တစ်လီဒါတွေမဖြစ်သွားကြပဲနဲ့အာဏာရှင်တွေဖြစ်ကုန်ကြတာတွေ့ရပထမစစချင်းကတော့သူကလွတ်လပ်ရေးရပြီးစားတော့မသိသာသေးဘူးပေါ့နော်ဒါအတိုင်းမျိုးပြပြလုံမယ်လို့ပါလို့စားသဖြင့်တော့လုံကြတာပေါ့လုံရင်လည်းပြပြချင်းနဲ့အမားမျိုးတွေလည်းဖြစ်လာမှာပေါ့အဲ့မှာအာဏာရင်မှုတာလည်းဖြစ်လာနိုင်တယ်အဲ့တော့ဒီမိုကရေစီဘက်ကိုပေါ့နော်ဒီဥတီတဲ့ခေါင်းဆောင်မျိုးတွေမရှိသလောက်ဖြစ်ပြီးတော့အများစုကပေါ့နော်အနည်းစုတော့ရှိတယ်အများစုကကြတော့သူကအာဏာရှင်တွေဖြစ်သွားသလိုတော့ဒီလက်စားမှုတို့အကျင့်ပြတ်မှုတို့ ਨੇ များစွာကျူးလွန်တဲ့လူတွေအနေနဲ့သူကဖြစ်ကြံခဲ့တာကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်မလို့ဒီသမိုင်းသင်ခန်းစာအရပါတော့ကျွန်တော်တို့ကဒီအခြေအနေတွေကိုစိုးရိမ်စရာရှိတယ်လို့ကျွန်တော်တို့ပြောခြင်းဖြစ်တယ် So this is another thing what I really want you to hear and understand today, because in a political discussions in Myanmar there is sometimes this kind of the question and dilemma: what is more important, whether democracy or federalism? Do we want first as a priority democracy, or we want the federalism or ethnic self determination and self rule? Whether that should be priority. So what is my message? Is you need both. Don't think either or. You need, so that means in a future ethnically ethnically self-rule federal states of the Myanmar, you need democracy there internally as well. နောက်တော့ဒီလိုဆွေးနွေးရတဲ့အကြောင်းအရာလေးပဲမြန်မာနိုင်ငံမှာအခုရှိနေတဲ့ပေါ့နော်ဒီနိုင်ငံရေးဆိုင်ရာပြောဆိုမှုတွေဘာတွေမှာဘာတွေ့ရလဲဆိုတော့တချို့ဆိုလည်း debate သဘောမျိုးတွေပေါ့နော်ဖက်ဒရယ်ကိုပဲအဓိကဦးစားပေးရမယ်ဖက်ဒရယ်စနစ်ကိုပဲပေါ့ဒီမိုကရေစီကတော့ဒုတိယပေါ့နော်ဒီမိုကရေစီလည်းရေးတော့ရေးရမယ်ဒုတိယတချို့ကလည်းမဟုတ်ဒီမိုကရေစီဦးစားပေးရမယ်စသဖြင့်ပေါ့ဒီလိုမျိုးမတူတဲ့အမြင်တွေကျွန်တော်သတိထားမိနေတယ်တကယ်တမ်းအဖြစ်တော့ကျွန်တော်တို့ကတော့ဒီအရေးကြီးဆုံးကျွန်တော်ပြောချင်တဲ့ message ကတော့နှစ်ခုလုံးလိုတာဖြစ်တယ်မြန်မာနိုင်ငံတခုပြီးမှတခုပါတခုရှိရင်နောက်တစ်ခုကတော့တော်ရုံရပါတယ်ဆိုတာမျိုးမဟုတ်ဘူးနှစ်ခုလုံးအရေးကြီးလိုတာဖြစ်တယ်တကယ်တော့ဒီအနာဂတ်မြန်မာနိုင်ငံမှာဒီ Federal စနစ်တွေဖြစ်သွားပြီးတော့မှလူမျိုးစုအခြေပြုတယ်ပေါ့နော် Federal unit တွေကိုဖွဲ့စည်းမှဖြစ်မှဆိုပြီးဖွဲ့စည်းတဲ့အခြေအနေမျိုးတွေဖြစ်လာအောင်တော့အဲ့ဒီလူမျိုးစုလွှမ်းမိုးမှုရှိမယ်ပေါ့နော်ဒီလူမျိုးစုအခြေပြုတဲ့ Federal unit တွေမှာဒီမိုကရေစီအပြည့်အဝရှိရမှာဖြစ်တယ်ဒါကြောင့်မလို့ခြုံပြောလို့ရှိရင်တော့ဒီ Federal ရေးကြည့်တယ်ဒီမိုကရေစီရေးကြည့်တယ်ဘယ်ဟာရှိဘယ်ဟာနောက်ဆိုတာမျိုးမဟုတ်ဘဲနဲ့နှစ်ခုလုံးကအပြိုင်အရေးကြီးတာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ရဲ့အဓိက message ရှင်းနေတယ်ကျွန်တော်ပြောချင်ပါတယ် So now another very, very important thing is how democracy works and how democracy does not work in ethnically very diverse societies. Democracy is always majority rule. It can't be different. In democracy, if you have one society and then 60% of people in that country is one ethnic group and 40% another ethnic group, then what will happen? It will happen that these 60% of the people will always be the majority in elections and they will always decide. နောက်တော့ဒီနေရာမှာဒီမိုကရေစီရဲ့အလုပ်လုပ်ပုံဘာတွေဒီမိုကရေစီကလုပ်နိုင်တယ်တော့မို့လဲဒီမိုကရေစီကဘာတွေတော့သွားမလုပ်နိုင်ဘူးဆိုတော့ကျွန်တော်နည်းနည်းဆွေးနွေးမှာဖြစ်တယ်အထူးသဖြင့်တော့ကျွန်တော်တို့ကဒီမိုကရေစီရဲ့သဘောသဘာဝအရာ
ဒီမိုကရေစီဆိုတာလူအများစုရဲ့သဘောဆန္ဒအရာအဆုံးဖြတ်တွေလုပ်တဲ့နိုင်ငံရေးစနစ်မျိုးလို့ပြောလို့ရတယ်။ပြည်သူလူထုအများစုရဲ့သဘောဆန္ဒနဲ့အညီလို့တော့ပြောတယ်။ဒါပေမဲ့တော့အများစုဆိုတဲ့ majority ပေါ့နော်။ majority ရဲ့သဘောဆန္ဒနဲ့အညီဖြစ်တာမျိုးဖြစ်လို့ရှိတယ်။ဒီမိုကရေစီမှာဒီလိုဖြစ်တာ။အဲ့တော့လူ့အဖွဲ့အစည်းတစ်ခုမှာ identity အစုတစ်ခုခုကအများစုဖြစ်နေပြီဆိုလို့ရှိရင်တော့ပြဿနာနည်းနည်းရှိတယ်။နောက်မှ60ရာခိုင်နှုန်းကအဲ့ဒီအများစုဆိုရင်ဒီမိုကရေစီရပေါ့နော်ဒီရွေးကောက်ပွဲတွေပါလုပ်တယ်ပဲထား။တိုးတော့အများစုရဲ့သဘောနဲ့အညီလို့ဖြစ်သွားတဲ့အတွက်ကြောင့်မလို့အဲ့ဒီအများစုကပဲသူကနော်ဒီသူတို့ဖြစ်စေချင်တဲ့သဘောအတိုင်းပဲဖြစ်နေမှာဖြစ်တယ်။တော့ဒါကျွန်တော်တို့ဒီမိုကရေစီကျင့်သုံးတဲ့အခါမှာနော်လူ့အဖွဲ့အစည်းတွေရဲ့အခြေအနေပေါ်မူတည်ပြီးမှစိုးရိမ်စရာကောင်းတဲ့အနေအထားမျိုးတွေ့ရတာဖြစ်တယ်။ And that is the reason why democracy alone cannot be the solution in diverse countries like Myanmar, particularly not if the society is already divided, it's a post conflict society. Democracy alone cannot then solve all the problems of that country because democracy will always be majority rule. And that means you need to combine democracy with some other political mechanisms which are making sure that majority ethnic group does not always dominate over others. နောက်တော့ဒီမြန်မာနိုင်ငံလိုမျိုးစုံလင်ကွဲပြားမှုတွေများတယ်ပေါ့နော်ပြီးတဲ့ခါမှာတမိုင်းနဲ့ချီပြီးတော့လည်းပဲဒီပြဿနာတွေတော်လှန်ရေးစစ်ပွဲလိုမျိုးတွေရှိခဲ့တဲ့နိုင်ငံပေါ့ရှိနေတဲ့နိုင်ငံမှာဒီမိုကရေစီတစ်ခုတည်းနဲ့တော့ပြဿနာတွေကိုရှင်းလို့မရဘူးနော်ဘာလို့လဲဆိုတော့ဒီမိုကရေစီဆိုတော့ပြောသလိုတော့majority rule ဖြစ်နေတယ်နော်ဒီအများစုကနေပြီးတော့မှအများရဲ့သဘောနဲ့အညီအုပ်ချုပ်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်တော့လူ့ဘဝကြီးမှာလည်းအများကလည်းလူစုတွေကအများဖြစ်နေပြီဆိုရင်ပြဿနာရှိဒါကြောင့်မလို့မြန်မာနိုင်ငံမှာကဲ့သို့သောအခြေအနေမျိုးမှာဒီမိုကရေစီတစ်ခုတည်းနဲ့တော့ကျွန်တော်တို့ကပြဿနာကိုရှင်းလို့မရဘူးဒီမိုကရေစီကိုတော့ကျင့်ကုန်ကျင့်သုံးရအောင်နော်အပေါ်မှာလည်းအရေးကြီးတဲ့အကြောင်းပြောခဲ့ပြီးပြီဒီမိုကရေစီကတော့စစ်စစ်မှန်မှန်ကျင့်ကုန်ကျင့်သုံးရမယ်သို့တော့အခြားသောပေါ့နော်ဒီနိုင်ငံရေးဆိုင်ရာရန်တရားတွေနဲ့ပေါင်းစပ်ပြီးတော့မှကျွန်တော်တို့မျှကြီးထိန်းနိုင်တဲ့အခြေအနေမျိုးတွေဖြစ်လာအောင်လည်းပဲဖန်တီးရမှာဖြစ်တယ်ဒီမိုကရေစီရအောင်ပြီးအရေးကြီးတယ်မှန်တယ်ဒါပေမဲ့ဒီမိုကရေစီ plus အခြားသောနိုင်ငံရေးဆိုင်ရာ mechanism တွေရန်တရားတွေတိဆောက်ပြီးတော့မှကျွန်တော်တို့ဒီ balance ကိုထိန်းညှိဖို့လိုတာဖြစ်တယ် And that is why, in Myanmar as a whole, democracy without federalism cannot be solutions. Because if we have in Myanmar the only democracy without federalism, that means that at the end of the day, Burma population, which is 60% or 65%, they will always be the majority which will win in any elections because there are more of them than others. So a democracy alone in a Burma as a whole cannot work. But democracy combined with the federalism is a solution because then the smaller ethnic groups on their own territories, where they themselves are majority, can elect their political representation. တော့မြန်မာနိုင်ငံလူမျိုးတောက်မှလူကြီးရဗမာလူမျိုးစုတွေဆိုရင်60ရာခိုင်နှုန်း65ရာခိုင်နှုန်းလောက်ရှိပြီအဲ့လိုရှိမယ်ဆိုလို့ရှိရင်ဒီမိုကရေစီတက်တက်ပဲဆိုလို့ရှိရင်တော့အဲ့ဒီဗမာလူမျိုးစုတွေကပဲအများစုကတော့မဲပေးတယ်ဗမာတွေဖြစ်မှာဒီလိုဖြစ်တဲ့ခါကျတော့သူတို့လက်မမှုအတိုင်းပဲဖြစ်သွားမယ်လူဖွဲ့စည်းမျိုးဖြစ်လာစရာရှိဒါကြောင့်မလို့မြန်မာနိုင်ငံမှာဒီမိုကရေစီတက်တက်နဲ့တော့မရဘူးဖက်ဒရယ်စနစ်နဲ့ပေါင်းစပ်မှာသာလျှင်အဆင်ပြေမှာဖြစ်တယ်ဒီမိုကရေစီကိုလည်းအပြည့်အဝကျင့်သုံးမယ်တိုးတော့ဖက်ဒရယ်စနစ်နဲ့ပေါ့နော်အဲပေါင်းစပ်ပြီးကျင့်သုံးတဲ့အခြေအနေမျိုးဖန်တီးမှသာလျှင်တေချာပေါ့ဒီတည်ငြိမ်မှုနဲ့အားလုံးအတွက်မျှခြေကိုကျွန်တော်တို့ရမှာဖြစ်တယ်ဖက်ဒရယ်စနစ်အားဖြင့်ပေါ့နော်ဒီသက်ဆိုင်ရာဒီနိုင်ခင်မှုရပေါ့နော်ဒီအရွယ်စားသေးငယ်တဲ့ identity အစုတွေကလည်းဒီနည်းအားဖြင့်တော့လူမျိုးစုတွေကလည်းသူတို့ရဲ့နေရာဒေသတွေမှာသူတို့ကိုယ်တိုင်ဖန်တီးနိုင်တဲ့အခြေအနေမျိုးတွေကိုဒီ federal စနစ်အောက်မှာဒီမိုကရေစီကိုကျင့်သုံးပြီးမှလုံနိုင်ကိုင်နိုင်တဲ့အခြေအနေဖြစ်လာ
ဒါကြောင့်မလို့ကျွန်တော်တို့မြန်မာနိုင်ငံတို့နိုင်ငံမျိုးမှာမဖြစ်မနေပေါင်းစပ်ဖို့လိုတာကဒီမိုကရေစီအပေါင်းဖက်ဒရယ်နိုင်ငံရေးစနစ်ကိုကျွန်တော်တို့ကျင့်သုံးကြမှာဖြစ်တယ် But this problem, what we had before in Myanmar as a whole, that democracy alone cannot work in Myanmar as a whole without federalism, because the Burma has been bigger than the others. That problem will be replicated, will be repeated in a future federal Myanmar in a different way. It will be repeated in a way that, for example, in a Kachin state, Kachin people will be majority. So they will always kind of elect their own political representation, who will probably be Kachin, or for sure will be Kachin. But then you have a problem that there are some other groups living in a Shan state. There will be some Burma people there will be Shani people there will be some others. So it will be necessary to have inclusive political institutions also on a level of these ethnic states, in order not to make somebody feel discriminated, excluded from the participation in a political power. ကျွန်တော်တို့မြန်မာနိုင်ငံတစ်ခုလုံးမှာသောတော့တော့ဒီမိုစီတက်တက်ဆိုရင်ပေါ့နော်ဒီတဝမ်းလုံးမှာဆိုရင်တော့အများစုဖြစ်နေတဲ့တော့ဒီဗမာလွှမ်းမိုးမှုရှိမယ်ဆိုတော့စဉ်းစားကြကြအောင်ပေါ့နော်ဒီမိုစီတက်တက်တော့မရဘူးဖက်ဒရယ်နဲ့ပေါင်းမှရမယ်လို့ကျွန်တော်တို့ဆွေးနွေးခဲ့ဒီလိုပဲမြန်မာနိုင်ငံမှာရှိနေတဲ့ပြည်နယ်တွေကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ပေါ့တစ်ချိန်မှာတော့ဖက်ဒရယ် unit တွေဖြစ်လာတယ်။ကချင်ပြည်နယ်ပေါ့ကချင်ပြည်နယ်မှာကချင်လူမျိုးအများစုဖြစ်ကောင်းဖြစ်နိုင်တယ်။တိုးတော့ကျန်တဲ့လူမျိုးစုတွေကလည်းရှိနေသေးတာပေါ့။နောက်တော့ဒီလိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ကချင်ပြည်နယ်မှာတော့ကချင်လူမျိုးအများစု majority ဖြစ်နေရင်တော့ဒီရွေးကောက်ပွဲတွေမှာဆိုတော့ကချင်လူမျိုးတွေရမယ်တော့အတိုင်းမဲ့သဘောမျိုးတော့ဖြစ်နိုင်တယ်ပေါ့။တော့ဒီလိုပဲနောက်ထပ်ဥပမာပေါ့လားရှမ်းပြည်ပေါ့။ရှမ်းပြည်မှာဆိုလို့ရှိရင်လက်ရှိရှမ်းလူမျိုးပြင်အခြားလူမျိုးတွေဆိုအများကြီးနေထိုင်တာဖြစ်တယ်။အများကြီးနေထိုင်တာဖြစ်တယ်။ဒါကြောင့်မလို့ရှမ်းပြည်မှာလည်းပဲပေါ့နော်။အခြားလူမျိုးစုတွေအကုန်လုံးနဲ့တော့ဒီအားလုံးပူးပေါင်းပါဝင်နိုင်မှုရှိတယ်ပေါ့ဒီ inclusive အခင်းချင်းပေါ့နော်နိုင်ငံရေးအခင်းချင်းကိုကျွန်တော်တို့ကိုယ်စားပြုမှုတွေအကုန်လုံးပေါ့နော်မနစ်နာအောင်ပါဝင်ခွင့်ရှိတဲ့အခင်းချင်းမျိုးကျွန်တော်တို့လုပ်ဖို့လိုတာဖြစ်တယ်အဲ့လိုမလုပ်နိုင်ဘူးဆိုလို့ရှိရင်စောစောစဉ်းစားချက်အတိုင်းပဲပေါ့နော်ဟိုများနေတဲ့လွှမ်းမိုးနေတဲ့လူမျိုးစုကအဲ့ဒီမှာရှမ်းပြည်ပေါ့အခုပြောနေတဲ့ဥပမာကရှမ်းပြည်တွင်းမှာတော်လည်းတော်လွှမ်းမိုးတယ်လူလုံးအဲ့ကျန်တဲ့လူတွေအခွင့်အရေးမရဘူးပြင်မှာမရဘူးဆိုရင်ကျွန်တော်တို့စပြောခဲ့တဲ့ပြဿနာမျိုးတွေအတိုင်းပဲရှမ်းပြည်ထဲမှာလည်းသွားပြန်ဖြစ်တော့ဒီအနေအများဒီအကြီးအသေးပေါ်မူတည်ပြီးတော့မှလွှမ်းမိုးမှုတွေကတော့အမျိုးမျိုးဖြစ်ပြီးတော့တန်းတူမှုနဲ့ကိုယ်ပိုင်ပြန်နိုင်မှုအခြေအနေမျိုးတွေမှာငြိမ်ငြိမ်များဖြစ်သွားနိုင်တာတော့အဲ့ပြည်နယ်စစ်နေပါလေအဲ့ဒါရှိပါ So somebody might say we can solve that problem but by changing the internal borders. So if there are some Kachin people living in a Shan state, we can change and correct the borders so that they are included in a future Kachin state, or the current can stay. We can correct the borders of the current state so that the current people living outside of the current states are included in a future current state, similar with the Chin and so on. So yes, partly that's possible, probably partly that will happen, but that's a very, very dangerous. I say, because once when you start to try to change the borders and include our people, exclude our people, there is a big, big probability in a countries like Myanmar that we will finish with the terrible ethnic cleansing. So the much better solution is to develop the ethnic federal states, but the ones which are also internally very inclusive to the minorities which will live in their territory. နောက်တော့ဒီမြန်မာနိုင်ငံကဲ့သို့အခြေအနေမျိုးမှာကျွန်တော်တို့ကတော်တော်ကြီးကိုစဉ်းစားဖို့လိုတာကနောက်ဒီတချို့ကတော့ပြောကြမယ်ပေါ့နော်ဟို border area တွေကိုကျွန်တော်တို့မြေပုံပြန်ပြင်ဆွဲလိုက်ပြီးတော့မှနောက်ဥမာရှမ်းပြည်နယ်မှာရှိနေတဲ့အခြေအနေမျိုးတွေဆိုရင်သူတို့တွေကိုမြေပုံပြင်ဆွဲပြီးတော့ပေါ့နော်ရှမ်းပြည်နယ်တွေကိုဝိုက်ပြီးတော့မှအခြေအနေအဖြစ်နဲ့လှုပ်လိုက်ရင်မကောင်းဘူးလားပေါ့ဒီလိုစဉ်းစားချက်တွေရှိတော့ဒီလိုနီးရလဲဒီတချို့နေရာတွေပေါ့နော်ဒီတိတ်မခတ်တဲ့နေရာတွေမှာတော့ဟုတ်ကောင်းဟုတ်နိုင်တယ်ဒါပေမဲ့လည်းပဲကျွန်တော်မြင်သလောက်တော့မြန်မာနိုင်ငံမှာအဲ့ဒီလိုမျိုးပေါ့နော်ဒီ
မြေပုံတွေကိုကျွန်တော်တို့ပြန်နှီးကြပြန်ပိုင်းကြဖို့ဟာမျိုးတွေပြန်ထည့်ကြဖို့ပေါ့နော်ဟိုဟာမျိုးတွေစဉ်းစားချက်တွေဖြစ်ပြီဆိုလို့ရှိရင်တော့ပြဿနာဖြစ်နိုင်ကြီးအလွန်များတယ်ပြဿနာဖြစ်နိုင်ကြီးအလွန်များတယ်အဲ့ဒီလူမျိုးစုလူစုချင်းကြားမှာပြင်းထန်တဲ့ပြိပခတ်တွေဖြစ်လာနေကြအကြောင်းရှိပြီးတော့အောင်မြင်နိုင်မှုသိမရှိဘူးနော်တချို့နေရာတွေမှာတော့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ခြုံကြည့်လိုက်လို့ရှိရင်တော့ပြဿနာဖြစ်ဖို့ကများတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကအဲ့ဒီပိုကောင်းတဲ့နီးရတော့ဒီလိုမြေပုံပြန်ဆွဲတာတော့ဘာလို့ပြဿနာစီကိုဥတီစေတဲ့နီးမျိုးတွေနော်ကိုမရွေးချယ်ပဲနဲ့အခုရှိနေတဲ့အခြေအနေတွေမှာပဲစုံလင်ကွဲပြားတဲ့ဘယ်လူမျိုးစုမဆိုပေါ့နော်နောက်ကြမကြံခဲ့ရအောင်အားလုံးပါဝင်နိုင်တဲ့နိုင်ငံရေးအခင်းချင်းမျိုးဖြစ်အောင်အဲ့ဒီပြည်နယ်ယူနစ်အဆင့်တွေမှာပါဖန်တီးရမယ့်အနေအထားမျိုးဖြစ်ဖို့လိုတယ်နော်ဒီလိုမျိုးဖြစ်မှသာလျှင်ပုံမကောင်းမွန်တဲ့ဖြည့်ရှင်းမှုလို့ကျွန်တော်အနေနဲ့တော့ယူဆတယ် So to summarize the key points, what I'm saying. So one point is in a countries like Myanmar, which are so diverse, democracy alone is not enough. You need to combine it with the federalism. But then the second thing, federalism alone is not enough. You need to combine it with the internal democracy. You need the democracy in the individual federal states so that people can change those who are governing them if they are not happy. And then, additionally to that, democracy and federalism together are not enough if you don't have enough inclusive institutions, because there will be always some minorities living in a territory which is self-ruled by whatever ethnic group. တော့မြန်မာနိုင်ငံမှာကျွန်တော်နော်လူအခုဆွေးနွေးချက်မှာအနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှင်တော့ဒီမိုကရေစီရဲ့တက်တက်ကတော့မရဘူးဒါကြောင့်မလို့ဖက်ဒရယ်နဲ့ပေါင်းရမယ်ဖက်ဒရယ်နိုင်ငံစနစ်နဲ့ပေါင်းရမယ်ဒီလိုပဲဖက်ဒရယ်နိုင်ငံစနစ်တက်တက်နဲ့လည်းမရဘူးအဲ့ဒီပြည်နယ် unit တွေပေါ့နော်ဒီဖက်ဒရယ်နော်ဒီအခွင့်အာဏာတွေနဲ့ဖက်ဒရယ်စနစ်နဲ့တည်ပတ်ပြီဆိုရင်အဲ့ဒီ unit တွေထဲမှာဒီမိုကရေစီကျင့်သုံးမှုကိုကျွန်တော်တို့ကအပြည့်အဝအားကောင်းတဲ့အခြေအနေမျိုးဖြစ်မှာရမယ်နောက်တော့တနည်းပြောလို့ရှိရင်တော့ဒီဖက်ဒရယ်ကြီးပဲတက်တက်ဒီမိုကရေစီပဲတက်တက်တော့မရဘူးပြောလို့ရတယ်။နောက်တော့အဲ့ဒီအခြေအနေတွေအပြင်အားလုံးပါဝင်နိုင်တဲ့နောက်ဒီရန်နေရတွေအခင်းကျင်းတွေအစီအစဉ်တွေပြည်နယ်တွေ unit တွေအလိုက်မှာလည်းပဲကျွန်တော်တို့ကအကုန်လုံးရှိနေမှာရမယ်။နော်ဒီလိုမျိုးဒီမိုကရေစီနီးကြတဲ့ institution တွေနော်အားလုံးပါဝင်နိုင်တဲ့ institution တွေကိုပြည်နယ် unit တွေမှာပါတည်ဆောက်ပြီးတော့မှအားလုံးရဲ့အခွင့်အရေးမနစ်နာပဲနဲ့ဒီမိုကရေစီကိုအပြည့်အဝကျင့်သုံးနိုင်တဲ့အချိန်ကြီးအဲ့ဒီပြည်နယ်မှာရှိနေတဲ့အုပ်စိုးသူတွေကိုရွေးချယ်နိုင်လို့မကျေနပ်ရင်လည်းဖြုတ်ပြနိုင်တဲ့ဒီမိုကရေစီကျင့်သုံးပိုင်ခွင့်တွေရမှာဖြစ်မှာအဲ့တော့ဒီလိုအခြေအနေမျိုးတွေကျွန်တော်တို့မဖန်တီးနိုင်ပဲနဲ့မြန်မာပြည်မှာပြဿနာတွေဖြေရှင်းလို့မရဘူး And let me make now just two quick explanation about what is the essential thing in a federalism, and then also give a little bit clarification about ethnocentric federalism. Here in the slides, you can find more expanded definition of the federalism, so you can look at that yourself. I will just now highlight the essential elements in what federalism is. နောက်တော့ကျွန်တော်တို့ဆက်ပြီးတော့ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီးတော့မှဆွေးနွေးမှာဖြစ်တယ်။နောက်တော့ဒီ slide ဒီမှာတော့ဗောနော်ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီးတော့မှဖတ်ဖို့ဗောနော်ဒီအသေးစိတ်ဖတ်ဖို့ဒီကွက်ကိုပြန်ဖတ်ကြည့်နိုင်တယ်။အဲ့တော့ကျွန်တော်ကတော့အခုအချိန်မှာတော့ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီးတော့မှအရေးကြီးတဲ့အချက်တွေကိုဗောနော်အဓိကဆွေးနွေးသွားမှာဖြစ်တယ် So the federalism is basically kind of that means that power is divided between the central government and the state governments, and that on the level of the central government there are certain powers and certain decisions are made there, but a lot of decisions are moved and power is moved to be made on the level of the state governments or regional governments. နောက်တော့ဖက်ဒရယ်စနစ်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အရေးကြီးဆုံးအချက်တွေအနေနဲ့ပါဝါကိုသူကဒီဗဟိုအစိုးရနဲ့ဒီအဲ
ဒေသန္တရအစိုးရပေါ့နော်ပြည်နယ်အစိုးရပေါ့သူတို့တွေကြားမှာအာဏာခွဲဝေထားတာမျိုးဖြစ်တယ်နော်တော့အဲ့အစဉ်တိုင်းမှာသူကအဲ့လိုအာဏာခွဲပြီးပြီဆိုရင်အစဉ်တိုင်းမှာသက်ဆိုင်ရာအစိုးရတွေကပဲအဓိကအဆုံးဖြတ်ပေးတဲ့ကိစ္စမျိုးတွေပေါ့နော်သဘောတော့ဒီပြည်ထောင်စုပေါ့နော်ဒီနေရာဖြစ်တော့နော်ဒီပြည်ထောင်စုအဆင့်မှာလွှဲအပ်ထားတဲ့အာဏာတွေဆိုပြည်ထောင်စုအစိုးရပဲကင်တွယ်တယ်ပြည်နယ်အဆင့်မှာဖွင့်လှစ်ထားတဲ့ခွဲဝေထားတဲ့အာဏာမျိုးတွေဆိုရင်ပြည်နယ်အဆင့်ရပဲသူကလုံးဝအဆုံးဖြတ်ပေးတဲ့အနေအထားမျိုးတွေလုပ်တာဖြစ်တယ် But when you are moving decision-making powers from the union government to the state governments, you need to move three things. You need to move the decision-making power. You need to move basically that elections are also happening on the level of the state so that people of that state choose these decision makers who are making decisions about policies in that state. And you need to move the money. You need to have the budget in that state, which is guaranteed, which is secured, so that elected people on the level of the state don't have just political power to make decisions, but they also have a money, that they have a budget to implement these decisions. တော့ဒီလိုအာဏာခွဲဝေတဲ့အခါမှာဘာတွေပါခွဲဝေလို့လဲဆိုရင်အရေးကြီးဆုံးကိစ္စကနံပါတ်1ကတော့ဆုံးဖြတ်ပိုင်ခွင့်အာဏာတွေကိုနောက်ဒီပြည်ထောင်စုအဆင့်နဲ့ပြည်နယ်အဆင့်ကြားမှာရွှေ့လိုက်ရတာဖြစ်တယ်။နော်သဘောတော်ဒီဆုံးဖြတ်ခွင့်အာဏာတွေကိုပါအာဏာတွေကိုပြည်နယ်တွေကနေပြီးတော့မှယာလုံးပြည့်သူတို့လက်ထဲကိုရောက်သွားအောင်ရွှေ့ရတာဖြစ်တယ်။နောက်တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်တော့အဲ့လိုပါဝါတွေကိုကန်တွယ်ကျင့်သုံးဖို့အတွက်ကိုအဲ့ဒီ unit အဆင့်မှာလည်းပဲဒီမိုကရေစီနည်းကျရွေးကောက်ပွဲတွေကတစ်ဆင့်ပဲသူကအနိုင်ရတဲ့ပုဂ္ဂိုလ်ကပဲအဲ့ဒီအာဏာတွေကိုကင်တွယ်ကျင့်သုံးခွင့်ရှိတယ်ဆိုတော့ဒီမိုကရေစီလက်တွေ့ကျင့်သုံးတဲ့အခြေအနေကိုလည်းပဲရွှေ့လိုက်ရတာဖြစ်တယ်။ပြည်နယ်တွေကဒါကိုကျင့်သုံးရမှာပေါ့လေရွှေ့လိုက်ရတာပေါ့။နောက်တစ်ခုကဘာလဲဆိုလို့ကျွန်တော်အရေးကြီးဆုံးကဗန္ဒာငွေခွဲမှုဆိုင်ရာကိစ္စတွေဖြစ်တယ်။တော့လုံပန်ကွင်းတို့ပေါ့နော်ဘာလို့ရထားပြီးပြီဆိုလို့ရှိရင်မပြီးဘူးဒါကိုအကောင့်ထဲပေါ်ဖို့ကဗန္ဒာငွေအရင်းမြစ်လိုတာဖြစ်တယ်။ဒါကြောင့်မလို့အဲ့ဒီလုံပန်ကွင်းနဲ့ထိုက်တန်တဲ့ဗန္ဒာငွေအရင်းမြစ်အသုံးပြုခွင့်ဒီဘတ်ဂျက်အသုံးပြုခွင့်တွေပါရရမှာဖြစ်တယ် But then the next dimension or the next characteristic of the federalism is the federalism a combination of the self-rule. That means kind of the autonomous decision making on the level of the states, but it's also at the same time the shared rule, the joint governing on the level of the central government, on the level of the union government. So the federalism is not just self-rule within your own state, but it's also participation in a shared rule on the level of the union government. နောက်အရေးကြီးတယ်ပေါ့ဒီ Federal စနစ်နဲ့ပတ်သက်ပြီးတော့မှဆွေးနွေးရမှာဆိုလို့ရှိရင်စလုံးနှလုံးရှိတယ်ပေါ့နော်ဒီ sub rule share rule ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုယ်ပိုင်အုပ်ချုပ်ခြင်းအတူတကွမျှဝေအုပ်ချုပ်ခြင်းတော့သူကကိုယ်ပိုင်အုပ်ချုပ်ခြင်းလို့ပြောလို့ရတယ်ကိုယ့်ရဲ့ Federal unit အတွင်းမှာအုပ်ချုပ်ရုံတက်မကဘူးအဲ့မှာလည်းအုပ်ချုပ်ရဒါပေမဲ့အားလုံးနဲ့ဆိုင်တဲ့ဒီစုံလုံးဆိုင်ရာကိစ္စတနည်းအားဖြင့်တော့ပြည်ထောင်စုတစ်ခုလုံးဆိုင်ရာကိစ္စမှာလည်းပဲအတူတကွမျှဝေအုပ်ချုပ်တဲ့သဘောအရာမူအရာပါဝင်ရမှာဖြစ်တယ်။ဒါကြောင့်မလို့ Federal လို့ပြောလိုက်ရင်ကျွန်တော်တို့ဟာ sub rule ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုယ်ပိုင်အုပ်ချုပ်ရေးအပြင် share rule လို့ခေါ်တယ်အခြားသူတွေပေါ့နော်အထူးဖြင့်တော့ပြည်ထောင်စုတွေမှာပါနေတဲ့အခြား unit တွေနဲ့အတူတကွမျှဝေပေါင်းဆက်ပြီးတော့မှအုပ်ချုပ်တဲ့ပုံစံမျိုးကိုထည့်သွင်းစဉ်းစားတာဖြစ်တယ် So in the current discussions about future Myanmar, it's important, let's say, not only to think about and to discuss how to secure the self-rule for the ethnic states, but it's also very, very important to have a parallel thinking, parallel discussion, and parallel consensus about how we will make decision-making mechanisms on the level of the central government. Let's say how we will jointly rule on a level of the union, so that we don't have just self-rule, but we have a self-rule combined with a shared rule on the level of the union government.
ဒါကြောင့်မလို့ကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံမှာရှိနေတဲ့ဒီ political debate တွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့အရေးကြီးတာကဘာလဲဆိုတော့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေါ့နော်ကိုယ်ပြည်နယ်အတွက်တည်တံ့စဉ်းစားတဲ့ဟာမျိုးတွေနည်းနည်းများသလိုဖြစ်နေတယ်စဉ်းစားရမယ်ဒါပေမဲ့ Federal စနစ်မှာကြတော့အဲ့လိုမျိုးကိုယ့်ရဲ့တော့ဒီ unit အတွင်းမှာဘယ်လိုလုပ်မယ်ကိုယ့်ရဲ့ unit ကိုဘယ်လိုတည်ဆောက်မယ်လို့ပါလို့ပေါ့နော်ဒါတွေစဉ်းစားရမှာမှန်ပြီမယ်တစ်ဖက်မှာလည်းပဲဘာရှိလဲဆိုတဲ့အခါကျတော့အားလုံးနဲ့ပေါ့နော်ဒီမှာပြည်တော်တစ်ဝန်းလုံးလိုကိစ္စမျိုးကိုအခြားသောဒီကိုယ့်လိုပဲ unit တွေကလူတွေနဲ့အတူတကွမျှဝေပြီးအုပ်ချုပ်မလဲဆိုတဲ့ကိစ္စအတွက်လည်းစဉ်းစားရမှာဖြစ်တယ်။ကိုယ့်ရဲ့ unit တဲ့အတွက်ပဲကွက်ပြီးကြည်တာမျိုးမဟုတ်ဘဲနဲ့ဒါလည်းကြည်ရမှာပဲကြည်ဝင်လည်းရှိတယ်။ဒါပေမဲ့အားလုံးနဲ့ဆိုင်တဲ့ကိစ္စကိုလည်းပဲကိုကအားလုံးနဲ့ဘယ်လိုသွားပါမလဲအတူတကွမျှဝေပြီးမှအုပ်ချုပ်မလဲဆိုတဲ့ကိစ္စကိုကျွန်တော်တို့ထည့်သွင်းစဉ်းစားဖို့အလွန်အရေးကြီးတာဖြစ်တယ်။ And the last important characteristic of the federalism is that this arrangement of the division of the power between the union level government and the state level government, and this kind of the arrangement of the self-rule and shared rule is defined and fixed into the constitution. Let's say, so it's a very, very hard to change it. So once when you have agreement how it looks like, you put it in a constitution, and then in order to change things in a constitution, you need kind of basically approval of everybody, agreement of everybody. So it's a very, very hard to change it. နောက်ဆုံးအရေးကြီးဆုံးဖက်ဒရယ်စနစ်မှာအာစဉ်းစားရမယ့်အကြောင်းအရာကအပေါ်မှာပြောထားတဲ့ခွဲဝေထားတဲ့အာဏာတွေတို့ဘလို့နီးတယ်ပေါ့နော်ဆိုတော့ဒီဘတ်ဂျက်တွေခွဲဝေမယ်လို့အစရှိသဖြင့်တွေကိုအခြေခံဥပဒေတွေမှာကျွန်တော်တို့ထည့်သွင်းပြီးတော့မှရေးဆွဲထားမှာဖြစ်တယ်။အခြေခံဥပဒေအရအကာအကွယ်ရယူထားမှာဖြစ်ခွဲထားတဲ့အာဏာတွေရောဘလို့အုပ်ချုပ်ရေးတွေတွားမယ်ဘလို့ရွေးကောက်ပွဲစနစ်တွေကဒီမိုကရေစီနီးကြမယ်။ဘဏ္ဍာငွေတွေဘလို့ခွဲမယ်စသဖြင့်ပေါ့။အဲ့တော့အပေါ်မှာကျွန်တော်တို့ပြောခဲ့တဲ့အကြောင်းအရာတွေကိုစာအုပ်ထဲမှာထည့်ပြီးရေးထားမှာဖြစ်တယ်။အခြေခံဥပဒေစာအုပ်ထဲမှာထည့်ရေးထားမယ်။တနည်းအားဖြင့်တော့ခိုင်မာတဲ့အခြေခံဥပဒေရဲ့အကာအကွယ်ယူနိုင်တဲ့အခြေအနေမျိုးကျွန်တော်တို့ဖန်တီးထားမှာဖြစ်တယ် And the last point, the last concept which I want to explain you a little bit is a concept of the ethnocentric federalism. Because when we are today discussing about federalism in Myanmar, we call it federalism, but in reality, let's say most of the, let's say, people who are promoting the federal solution, they think about ethnocentric federalism. So they want not just federalism, but they want a specific type of the federalism, which is usually defined as an ethnocentric federalism. တော့ကျွန်တော်မြန်မာနိုင်ငံမှာအားလုံးကတော့ဒီ Federal Democracy စနစ်ကိုလိုလားတယ် Federal စနစ်ပေါ့နော်အဲ့တော့ Federal စနစ်ကိုအသုံးပြုရမယ်လို့ပြောပေမဲ့အများစုတကယ်ပြောနေတာကကြတော့ပို့ပြီးအသေးစိတ်တဲ့ပုံစံဖြစ်တယ်ပေါ့နော်အဲ့ဒီလူမျိုးစုအခြေပြုတဲ့ Federal စနစ်ကိုသွားဥတီပြီးပြောနေကြတာဖြစ်တယ်တော့အသေးစိတ်အပြင်သွားဒီလူမျိုးစုဇောင်းပေးတယ်ပေါ့နော်လူမျိုးစုကိုအခြေပြုတယ်လူမျိုးစုဖြစ်ချင်းပုံမှာအခြေပြုပြီးမှဖွဲ့မယ်ပေါ့ဒီ Federal Unit တွေဖြစ်လာခြင်းတဲ့ Federal စနစ်မျိုးကိုပြောနေကြတာတွေ့ရတယ်။နောက်တော့တကယ်တော့ဒီဥစ္စာအမျိုးပဲတစ်ခုဖြစ်တယ်။ကျန်တဲ့အမျိုးတွေလည်းရှိသေးတယ်။နော် Federal စနစ်မှာဒါပေမဲ့အခုမြန်မာနိုင်ငံမှာပြောဆိုနေတာက Federal လို့ပြောတော်ညာလေအဲ့ဒါအသေးစိတ်အပြင်အတိအကျပြောရရင်လူမျိုးစုအခြေပြုတဲ့ Federal စနစ်ကိုသူကလုပ်ဖို့ပြောဆိုနေတယ်လို့မြင်ရတာဖြစ်တယ် So, ethnocentric federalism means that in one territory, you have a different ethnic groups, and then basically each of these ethnic group has its own state within the bigger federation. So, different ethnic group, each ethnic group has its own federal union or its own federal state. နောက်တော့ဒီလူမျိုးစုအခြေပြု Federal စနစ်ဆိုတာကဘာကိုခေါ်တာလဲဆိုရင်တော့ဒီစောတော့ပြည်တော်စုတစ်ခုမှာပေါ့နော်ပြည်တော်စုအနေနဲ့စုဖွဲ့ကြမယ်ဆိုပြီးစုတဲ့အစုမှာလူမျိုးစုတွေရှိကြလူမျိုးစုတွေကဘာလဲဆိုလို့ရှိရင်လူမျိုးစုတစုတိုင်းကသူတို့ရဲ့ကိုယ်ပိုင်ပြည်နယ်သူတို့နာမည်နဲ့ပေါ့နော်လူမျိုးနာမည်နဲ့သူတို့ရဲ့ပြည်နယ်နာမည်မြေကြီးနာမည်နဲ့ပေါ့အကုန်တူပဲလုပ်လိုက်မယ်လုပ်ပြီးမှအဲ့လိုမျိုးလူမျိုးတွေလူမျိုးနာမည်နဲ့ပြည်နယ်တွေအားလုံးပေါင်းစုထားတဲ့ဟာမျိုးကိုပြည်တော်စုဆိုပြီးစုလိုက်အဲ့လိုနီးနဲ့စုတဲ့ပုံစံကိုကျွန်တော်တို့က
အဲ့ဒါလို့ Central Federalism ပေါ့လူမျိုးစုအခြေပြုတဲ့ Federal စနစ်လို့ခေါ်တာဖြစ်တယ် And each of these ethnic group is in a certain way dominant in its own state. They are the one, let's say, basically who is building that state at its own nation state. And then, let's say, all other ethnic groups have their own states, and then all of them together are having certain power sharing arrangement at the level of the central government, and everything is locked into the constitution. So this is ethnocentric federalism. ကျွန်တော်တို့အဲ့လိုနီးရဖြစ်ပေါ့နော်ဒီလူမျိုးစုတိုင်းကသူ့လူမျိုးနဲ့နာမည်နဲ့ပြည်နယ်အကုန်ရှိကြပြီးတော့မှအားလုံးဒီသူ့လူမျိုးသူ့ပြည်နယ်နာမည်နဲ့နေကြပြီးတော့မှအဲ့မှာသူတို့ရဲ့ဒီလုပ်ပိုင်ခွင့်တွေလည်းပြေဝရှိကြပြီးတော့မှအားလုံးကို share လုပ်မယ်ပေါ့နော်ပြည်တော်စုအတွက်ဘယ်လိုမျိုးအများနဲ့ဆိုင်တာတော့စဉ်းစားကြမလဲတော့ဒီဆုံးဖြတ်ကြမလဲဆိုပြီးတော့အားတော့တီကိုပြန်ခွဲတယ်အဲ့နီးရဖြစ်ပေါ့နော်ပြည်တော်စုအဆင့်လွှာမှာကဒီပြည်တော်စုတစ်စုံလုံးအတွက်ကိုတော့ဒီကင်တွယ်ဆောင်ရွက်ရမယ့်ကိစ္စတွေအတွက်ကိုသူကအာဏာတွေဖွဲ့ဝေအပ်နေမယ်ကိုယ့်ရဲ့လူမျိုးစုလိုက်လဲကိုယ့်နာမည်နဲ့ကိုယ့်ပြည်နယ်နာမည်နဲ့ကိုယ်နဲ့နေပြီးတော့မှကိုယ့်အရေးအရာတွေလည်းစီမံခန့်ခွဲမယ်ဒီလိုပုံစံမျိုးဖြစ်တဲ့တော့ဒီဖွဲ့စည်းတဲ့ပုံစံကိုကျွန်တော်တို့ကလူမျိုးစုအခြေပြုဖွဲ့ပြီးစနစ်လို့ခေါ်တာဖြစ်တယ် So if we apply these concepts on a Myanmar, then basically that will mean that in a future Myanmar we will have a Kachin state in which Kachin people will be the dominant, and we will have a Karenni state where Karenni people will be dominant, and Chin state for the Chin people. There will be some Bama states and so on. Let's say all groups, everybody have their own state. နောက်တော့ဥပမာအပြင်မြန်မာနိုင်ငံမှာဆိုရင်เนาะဒီကချင်ပြည်နယ်ဆိုလို့ရှိရင်လည်းဟိုပြီးကချင်ပြည်နယ်နာမည်နဲ့ကချင်လူမျိုးတွေကနေမှာအဓိကလွှမ်းမိုးမယ်ပေါ့ကရနီပြည်နယ်ဆိုလည်းထုံဒီကောင်ပဲကရနီတွေလွှမ်းမိုးမယ်ဒီလိုပဲဗမာပြည်နယ်ဆိုပြီးပြောကြတယ်အဲ့တော့အဲ့လိုမျိုးဖွဲ့တယ်ထားအောင်ပေါ့เนาะဒီဗမာလူမျိုးတွေကလွှမ်းမိုးကြီးစိုးမယ်အနေအထားမျိုးတွေဖြစ်မယ်ပေါ့ I think that in a future federal Myanmar, it's inevitable, and it's acceptable. It's okay. It should be like that. That the future Myanmar Federation will be partly organized on the principle of the ethnic state. So yes, indeed, we will have a Kachin state, we will have a Chin state, we will have a Karenni state, we will have a Karen state. So that's how it should be. But at the same time, it's, I think, very dangerous to try to construct future Myanmar exclusively on the ethnocentric principle. I think that the future Myanmar should be the combination of the ethnocentric federalism and of something what is called territorial federalism. နောက်ဒီအရှိမပြောခဲ့သလိုပဲမြန်မာနိုင်ငံရဲ့ဗကတိအခြေအနေတွေအရာနောက်ဒီ unit တွေဖွဲ့တဲ့အခါမှာတော့နောက်ဒီကချင်ပြည်နယ်ပေါ့လူမျိုးနာမည်နဲ့ပြည်နယ်နာမည်နဲ့လည်းတူတူချင်းပြည်နယ်ကရင်ပြည်နယ်ကရင်ပြည်နယ်ပေါ့ဒီလိုမျိုးတွေသူကလူမျိုးစုအခြေပြုတဲ့ဖက်ဒရယ်ပုံစံမျိုးနဲ့ပေါ့ပြည်နယ်တွေဖွဲ့လာတဲ့အကြောင်းရှိဒါရှောင်လွှဲလို့ရတဲ့အခြေအနေမျိုးမဟုတ်တဲ့အတွက်ကြောင့်မလို့ okay ဒီလိုမျိုးတော့ဖွဲ့လာနိုင်တယ်အဲ့လို unit တွေပေါ်လာတဲ့အကြောင်းရှိနောက်ဒီစောစောလူမျိုးစုအခြေပြုတဲ့နီးရဖြစ်ပေါ့ဒါပေမဲ့လည်းပဲအချို့နေရာတွေမှာကြာလို့ရှိရင်တော့လည်းပဲလူမျိုးစုအခြေပြုတဲ့ပုံစံမျိုးပုံပဲနဲ့ပထဝီနယ်မြေဒေသကိုအခြေပြုတဲ့ပုံစံမျိုးနဲ့လည်းပဲ Federal Unit တွေပေါ်ထွန်းလာတဲ့အကြောင်းရှိတော့တေချာတာကမြန်မာနိုင်ငံမှာမရဘူးပထဝီပဲလာပြောမနေနဲ့ပေါ့နော်လူမျိုးစုအခြေပြုတဲ့နီးတစ်ခုတည်းနဲ့သာလျှင်ပြည်နယ် unit တွေဖွဲ့စည်းရမယ်လို့ပြောပြီးဆိုလို့ရှိရင်တော့အန်ရအလွန်ကြီးတဲ့အခြေအနေမျိုးရောက်သွားမှာဖြစ်တယ်။ဒါကြောင့်မလို့တော့လူမျိုးစုအပြင်လည်းပဲအခြေပြုဖွဲ့စည်းတဲ့ Federal Unit တွေပေါ်လာစရာရှိသလိုအချို့နေရာတွေမှာတော့ပထဝီနယ်မြေကိုအခြေပြုတဲ့နည်းနဲ့ unit တွေဖွဲ့စည်းလာစရာအကြောင်းရှိဒါမှလည်းပဲတော့ကောင်းမဲ့အခြေအနေမျိုးဖြစ်လိမ့်မယ် So ethnocentric federalism in a future Myanmar is solving legitimate demand of the Myanmar ethnic nationalities to have their self-rule. That's without question, and that's why the Myanmar partly should be ethnocentric federation, because it's satisfying the legitimate demands of the ethnic nationalities. But at the same time, the ethnocentric federalism will create
certain serious problems, and we need to be aware of these problems, and we need to think in advance how to deal with these problems so that they don't become the source of the ongoing conflict. နောက်ဒီတမိုင်းရဲ့အခြေအနေနောက်ခံအခြေအနေတွေရာအတော်များများကလည်းစောစောနောက်လူမျိုးစုအခြေပြုတဲ့ဤအပြင်ပြည်နယ်တွေဖွဲ့စည်းတဲ့လူမျိုးစုအခြေပြုဖက်ဒရယ်စနစ်ကိုကျင့်သုံးမှုတင့်တော်တယ်ဆိုပြီးတော့ကျင့်လဲကျင့်သုံးကြဖို့တော့ရှိနောက်တော့တချို့သောပြည်နယ်တွေကဒီလိုမျိုးပဲဖြစ်လာကြအကြောင်းရှိတယ်တိုးတော်လည်းပဲတစ်ဖက်မှာကျွန်တော်တို့ကဘာတော့ကြည့်ရဖို့လိုလဲဆိုလို့ကျွန်တော်အဲ့ဒီလူမျိုးစုအခြေပြုတဲ့ဖက်ဒရယ်စနစ်တွေဟာပြဿနာတွေပဲတော့ဖန်တီးတတ်တယ်ကဘာမှလည်းပဲရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကတကယ်လို့လူမျိုးစုဇောင်းမွေးအခြေပြုတဲ့ဖက်ဒရယ်စနစ်ကိုကျွန်တော်တို့ကျင့်သုံးဖို့စဉ်းစားရဆိုရင်အဲ့ဒါကြောင့်ဖြစ်လာနိုင်ကြရှိတဲ့ပြဿနာတွေကိုကျွန်တော်တို့ကြိုတင်ပြီးမှသတိထားဖို့လိုတယ်အဲ့အတွက်ကြိုတင်ပြီးမှအဲ့ပြဿနာတွေဖြစ်မလာအောင်ပေါ့နော်ဘယ်လိုမျိုးကြိုတင်ပြင်ဆင်ထားမလဲဆိုတာကိုလည်းစဉ်းစားထားမယ်အနေထားမျိုးတော့ရှိ So I have, as an illustration, given here examples of where, specifically in Myanmar, the problems will emerge in a situation when we start to implement exclusively ethnocentric principle. And then just an example, for example, in the south and western part of the Kachin state, the Kachin are 40% of the population there, but there are 33% Bama and 23% Shan there. So we need a certain inclusiveness structure there if we want to avoid a conflict in that part of the country. နောက်ဥမာအဖြစ်ပေါ့ဒီဖြစ်နိုင်ခြေရှိတဲ့ကိစ္စလေးတို့ဒါကျွန်တော်ဆွဲထုတ်ပြီးတော့မှဥမာအနေနဲ့ဆွေးနွေးတာဖြစ်တယ်ပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာဆိုရင်ဆိုတော့လူမျိုးစုအခြေပြုတဲ့ဖက်ဒရယ်စနစ်ပေါ့တဘောတော့တပြည်နယ်မှာတလူမျိုးပဲသွားရှိရမယ်ဟိုတဘောတော့69ရာခိုင်နှုန်း95ရာခိုင်နှုန်းလောက်ကအဲ့လူမျိုးပဲဖြစ်ရမယ်ဒီလိုမျိုးနဲ့ပေါ့နော်ဒီလုံးဝဒီလူမျိုးစုအခြေလုံးပြုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ဖက်ဒရယ်ဖွဲ့စည်းမယ်ဆိုရင်ပြဿနာရှိတယ်ဆိုတာကတခြားမဟုတ်ဘူးဥမာအပြင်ကချင်ပြည်နယ်ရဲ့ဒီတောင်ဘက်တို့နောက်ဘက်တို့ရက်ဒေသတွေမှာဆိုလို့ရှိရင်တော့လူမျိုးစုပြန့်ကျက်နေထိုင်ပုံတွေအရာကချင်လူမျိုးပေါ့နော်ကချင်အနွယ်ဝင်တွေပေါ့ဂျိမ်းဘောတို့လီဆူတို့ဒီလိုမျိုးကချင်အနွယ်ဝင်40%လောက်ရှိတာတွေ့ရတယ်ဗမာ33လောက်ရှိတယ်ရှမ်းက23လောက်ရှိတယ်ဒါကြောင့်မလို့သူကကချင်ကြီးပဲသူကမှာဟို90ရာခိုင်နှုန်းလို့ကတော့မှုတ်နေတာဖြစ်တယ်ကျန်တဲ့လူမျိုးစုတွေလည်းရှိနေတာဖြစ်တယ်ဒါကြောင့်မလို့အဲ့လိုမျိုးမှာကျွန်တော်တို့ကမဟုတ်ဘူးဒီကချင်ပြည်နယ်ကချင်လူမျိုး entity အကုန်လုံးလုံးမိုးတယ်ဒီလိုမျိုးလုပ်ဖို့ exclusive ပေါ့နော်ဒီလို principle ကိုကျွန်တော်တို့လုံးလုံးသီးသန့် principle သုံးဖို့ထက်ဆိုင်ရင်တော့အားလုံးပါဝင်နိုင်တဲ့အခင်းချင်းမျိုးအခြေအနေမျိုးကျွန်တော်တို့ကအတွင်းထဲမှာကိုဖန်တီးထားဖို့လိုလာသလိုဖြစ်တယ်ဒါကချင်ပြည်နယ်နဲ့ပတ်သက်တဲ့ဥပမာဖြစ်တယ် Or for example, the Shan state will be nightmare to find the compromise if we apply exclusively ethnocentric principle. Because then what we'll have? We will have a Wa state, we will have a Kokang state, we will have a Tang state, the Pao will want to have the Pao state, the Kachin minority will ask, oh, what about us? The Shan will state, what about our state? How to put all these states one next to another will be a nightmare. နောက်တော့တန်းပြည်မှာဆိုရင်သူကနည်းနည်းပိုအောင်စိုးသေးတယ်ပေါ့နော်အဲ့တော့နောက်ဒီကံမကောင်းစွာနဲ့ပဲအခြားတိုင်းသားအုပ်စုတွေလည်းသူကအလွန်များတယ်အဲ့ဒီနေရာတွေမှာဒီချမ်းလူမျိုးတည်တဲ့ပေါ့နော်ဟိုနေရာမျိုးတွေလုပ်ဖို့ကလည်းသူကတော်တော်ခက်တယ်နောက်တော့အဲ့ဒီအခြေအနေမျိုးတွေမှာပေါ့နော်ဥမာဒီကချင်လူမျိုးဆိုလဲသူကပြန့်ကျက်နေထိုင်ပုံရရှမ်းမှာ73ရာခိုင်နှုန်းလောက်လည်းရှိအဲ့တော့ဒီလိုမျိုးတွေဖြစ်တဲ့အခါကျတော့အဲ့ဒီအပေါ်မှာပေါ့နော်ဒီစီမံဖို့စောစောပြောတဲ့ inclusive အားလုံးပါဝင်နေတဲ့အခင်းချင်းဖြစ်အောင်လုပ်ဖို့ကပိုခက်တာတွေ့ရတယ်နော်ဒီအခြေအနေတွေရ Or I can just give one more example, the Mon state. In a Mon state, 39% of the people are Mon, but the 36% are Bama and 14% are Karen. So in a certain way, in a Mon state, Bama and Karen are more people living there than the Mon. The Mon are minority in a Mon state. So that will be again hard how to make the Mon state the state where the Mon people will be dominant in a situation when other ethnic groups are when they combine votes, a majority.
နောက်ထပ်ဥပမာတစ်ခုအနေနဲ့ပြရရင်တော့မွန်ပြည်နယ်ပေါ့မွန်ပြည်နယ်မှာမွန်လူမျိုးက39%လောက်ပဲရှိပြီးတော့ကျန်တဲ့ဗမာတို့ကရင်တို့ဟာတော့36တို့14တို့အသီးသီးရှိအဲ့တော့ဒါကြောင့်မလို့တော့ဗမာနဲ့ကရင်နဲ့ပေါင်းလိုက်ရင်မွန်ဟာ minority ဖြစ်သွားတော့ဒီလိုအခြေအနေမျိုးတွေကိုလည်းကျွန်တော်တို့ကဟိုလက်ရှိပေါ့နော်ဒီလူကြီးပြန်ကြအနေထိုင်ပုံတွေရတွေ့နေရတာဖြစ်တယ်ပေါ့နော် So I will stop now lecture here with this conclusion that kind of the future Myanmar will be federal. I hope it will be democratic as well. But then it will be in a large extent also ethnocentric federal system. But it will be very, very important to make this ethnocentric federal system very, very inclusive. I would even say it will be good to combine it also with the territorial federalism so that we have a Myanmar as a kind of the asymmetric hybrid combination of the ethnocentric federalism and territorial federalism. But this is just my opinion. Maybe many will not agree with that. But in general, we will need to be very careful and very consensus looking in discussing how the future Myanmar should look like, because all solutions are solving some problems but creating some new problems. နောက်ကျွန်တော်အနေနဲ့တော့ဒီနေ့ဆွေးနွေးမှုကိုဒီမှာပဲအဲရပ်ပါမယ်ပေါ့နော်အဲ့တော့ဒီအနှစ်ချုပ်အနေနဲ့ပြောရလို့ရှင်တော့မြန်မာနိုင်ငံမှာဒီ federal စနစ်ဖြစ်ရမယ်သို့တော်လည်းအဲ့ federal စနစ်ကဒီမိုကရေစီကိုအပြည့်အဝကျင့်သုံးတယ်ပေါ့နော်ဒီအတွင်းထဲမှာကျင့်သုံးတယ်federal unit တွေနဲ့ဖွဲ့စည်းထားတယ်ပေါ့နော် federal စနစ်မျိုးဖြစ်တဲ့နဲ့ဖြစ်ရမှာဖြစ်တယ်ဒီလိုပဲကျွန်တော်တို့ဒီပြည်နယ် unit တွေမှာလည်းပဲဒီ ethnocentric federalism လို့ခေါ်တဲ့လူမျိုးစုအခြေပြုတဲ့စဉ်းစားပုံမျိုးနဲ့ပေါ့နော်ဒီဖွဲ့စည်းဖို့များနေတယ်ဒီလိုဖြစ်ချင်းရလဲသဘာဝတော့ကြားတယ်တိုးတော်လည်းပဲအဲ့လိုမျိုးလူမျိုးစုဖြစ်ချင်းမှာလူမျိုးတစ်မျိုးတည်းကလွှမ်းမိုးမှုနဲ့ဆိုင်တော့အဲ့ဒီပြည်နယ် unit ထဲမှာရှိနေတဲ့လူမျိုးတွေအားလုံးကပူးပေါင်းပါဝင်နိုင်တဲ့အခင်းချင်းမျိုးတွေခင်းချင်းမှုအလွန်အရေးကြီးအလွန်အရေးကြီးတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့မြင်တာကတော့ဒါကျွန်တော်တယောက်တည်းရဲ့အမြင်ဖြစ်တော့ဒီတချို့လည်းသဘောတူကြမှာတော့တူမယ်ပေါ့အဲ့တော့မြန်မာနိုင်ငံမှာသိကြတာကျွန်တော်တို့ကလူမျိုးစုအခြေပြုတဲ့နေရာပြင်ဖွဲ့စည်းတဲ့ unit တွေနဲ့ဒီလိုပါဝင်မှာဖြစ်သလိုတဝီနိုင်မြေအခြေပြုတဲ့နေရာပြင်ဖွဲ့စည်းတဲ့ unit တွေလည်းပဲပါဝင်တဲ့ပေါ့ဒီပေါင်းဆက်ထားတယ်ပေါ့နော်ဒီလူမျိုးစုနေရာပြင်ဖွဲ့တဲ့ unit တွေလည်းပါမယ်ပထဝီနိုင်မြေဒေသကိုအခြေပြုပြီးမှဖွဲ့စည်းတဲ့ unit တွေလည်းပါမယ်အဲ့လိုနှစ်ခုပေါ့နော်ဒီပေါင်းဆက်ပြီးတော့မှဖွဲ့စည်းတယ်ပေါ့ဒီ Federal ပြည်ထောင်စုအနေနဲ့ဖြစ်လာမယ်ဆိုလို့ရှိရင်တော့အသင့်တော်ဆုံးဖြစ်လိမ့်မယ်လို့ကျွန်တော်မြင်တယ်ဒါပေမဲ့သဘောမတူတာရှိနိုင်တယ်ဒါကျွန်တော်အမြင်ဖြစ်တယ်အဲ့လိုဒီအဖြစ်သားလေကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာအလိုအဆုံသောအခြေအနေတွေဖြစ်တဲ့ဒီ Federal ပြည်ထောင်စုတည်ဆောက်ရေးနဲ့အတူတူဒီမိုကရေစီဒီခိုင်မြဲရေးကိုလည်းကျွန်တော်တို့လုပ်နိုင်မှာဖြစ်ပါတယ်လို့ကျွန်တော်အနေနဲ့ဆွေးနွေးကြပါ But there is no way to solve any problem in Myanmar unless we remove the military dictatorship. As long as military dictatorship is there, we will have a centralized political system, we will have a discrimination, we will have a economic misuse of the country, we will have a repression and oppression. So it's absolutely necessary to jointly remove the military dictatorship and then very carefully have the political dialogue between the different stakeholders to find the solution which will be acceptable for everybody. And then after removing military, be committed that we will not use the arms and violence to advance our political goals, but through the political processes, we will try to find the solutions for the political disagreements. နောက်ဒီစဉ်းစားဖို့ကကျွန်တော်တို့ကဘယ်လိုမျိုးဒီအဖြေကိုရောက်အောင်ပဲရှာဖွေအခြေအနေတစ်ခုတော့အဖြေရောက်သွားပြီမယ်ပြဿနာအသစ်တစ်ခုကိုလည်းသွားစမိသလိုမဖြစ်ဖို့လိုတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့အပေါ်မှာပြောခဲ့သလိုပဲဒီလူမျိုးစုအခြေပြုတဲ့နေရာပြင်စုဖွဲ့တဲ့ Federal Unit တွေပါမဲ့ Federal မျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ကျန်တဲ့နေရာမှာကျတော့လည်းဘယ်သူဒေသအခြေပြုပြီးမှစုဖွဲ့နိုင်မယ်အဲ့နှစ်ခုပေါင်းဆက်တဲ့ပုံစံမျိုးဖြစ်လာဖို့အကြောင်းရှိတယ်တော့အရေးကြီးတာကတော့ဘာလဲအရေးကြီးဆုံးချက်ကတော့ဒီစစ်အာဏာရှင်စနစ်ရှိနေသေးသူရတော့ဘာ Federal မှရဖို့အကြောင်းမရှိဘူးဘာမှလုပ်နိုင်တဲ့အကြောင်းမရှိဘူး
ဒါကြောင့်မလို့ကျွန်တော်တို့ကအဲ့ဒီစစ်အာဏာရှင်စနစ်ကိုအမြင့်ဖြုတ်ရေးအတွက်ကိုလည်းပဲအားလုံးပူးပေါင်းပါဝင်နေပေါ့နော်ဒီတော်လိုင်းအင်အားစုကြီးအနေနဲ့အပြည့်တိုင်ပေါ့ဒီခြေမုံးပစ်ဖို့ဖယ်ရှားပစ်ဖို့ကဒါအရေးကြီးဆုံးကိစ္စဖြစ်တယ်သူတို့ရှိနေသေးသူတွေဘာမှမဖြစ်ဘူးဘာပဲဖြစ်မလဲဆိုတော့မြန်မာနိုင်ငံရဲ့စီးပွားရေးတွေကိုကုန်သွယ်စုံမယ်တိုင်းရင်းသားလူတွေကိုနှိပ်စက်မယ်အနိုင်ကျင့်မယ်ဗိုလ်ကြမယ်ဒီစစ်တပ်ကကုန်ကျိုးစည်းပွားရှာမယ်အဲ့တော့ဒါပဲသူတို့လုပ်ဖို့အစီအစဉ်ရှိတဲ့အတွက်ကြောင့်မလို့ဒီစစ်တပ်ရှိနေသေးသူရတော့တေးရတယ်ဘာမှမဖြစ်ဘူးနော်နဲနဲရှိရှိများများရှိရှိဘာမှမဖြစ်ဘူးအမြင့်ပြုတ်မှသွားဖြစ်မယ်ဆိုတဲ့ကိစ္စကတော့အလွန်အရေးကြီးသောကိစ္စဖြစ်တယ်နော်အဲ့ဒါပြီးလို့ရှိရင်လည်းပဲကျွန်တော်တို့ကဒီစစ်တပ်ကိုဖယ်ရှားပြီးတော့အရှိမလည်းပြောခဲ့သလိုပေါ့နော်ကျွန်တော်တို့အနာဂတ်မှာပုံဖော်တုဆင်မယ်ဖယ်ဒရယ်ပြည်ထောင်စုနဲ့ပတ်သက်ပြီးတော့မှနော်အရှိမပြောခဲ့တဲ့နီးတွေနဲ့အညီပေါ့နော်ဒီမိုကရေစီကိုလည်းအနှစ်သာရအပြည့်ရှိရမယ်ဖယ်ဒရယ်စနစ်လည်းကျင့်သုံးရမယ်ဒီလိုနီးနေလည်းကျွန်တော်တို့ဖြည့်ရှင်းဖို့လိုဒီလိုဖြည့်ရှင်းဖို့ကလည်းပဲဘာလို့လဲဆိုတော့ကျွန်တော်တို့တော်လိုင်းအင်အားစုအချင်းချင်းကြားမှာနော်ဒီတွဲဆုံပြောဆိုညှိနှိုင်းနေတဲ့အလုပ်တွေကိုကျွန်တော်တို့ကမပြတ်လုပ်နေသင့်တယ်အဲ့ဒီကမှတစ်ဆင့်ပေါ့အားလုံးတွေအကျိုးရှိတယ်ပေါ့နော်ဒီနော်ဒီအနာဂတ်ဖက်ဒရယ်ပြည်ထောင်စုစုဖွဲ့မှုပုံစံတွေကျွန်တော်တို့ဘုံသဘောတူညီနိုင်တဲ့အခြေအနေမျိုးတွေဖြစ်လာမှာဖြစ်တယ်Uh, I will stop now recording. I will stop the lecture, and I just need to go to fetch some water. But you can think about if you have some question or some comment on my lecture. Please feel free and feel confident to make a comment or to ask the questions. တော့ဒီနေ့ဆွေးနွေးမှုကိုတော့ဒီမှာပဲရန်နာပါမယ်။နော်အဲ့တော့ဒီအခုဒီတင်တန်းတက်ရောက်လာတဲ့တင်တန်းသားတွေတင်တန်းသူတွေအနေနဲ့မေးစရာဆွေးနွေးစရာတွေရှိလို့ရှိရင်မေးဖို့ဆွေးနွေးဖို့ဖြစ်ပါမှာเนาะအခုတော့ဆရာကြီးကောခဏရေသွားတောက်ပါတယ်လို့။နော်ဒီအခုစဉ်းစား